ကြီးရထားတယ်ဆိုတာအလုံးမဲ့ခန္ဓာရထားကြယခုဘုရုနဲ့တူနေကြသရုံဆိုခန္ဓာ၅ပါးနဲ့တူနေကြတယ်လို့ပြောကြမှာပဲဒီခန္ဓာ၅ပါးကြီးကယခုခါ၌ဘယ်ကိုအမှန်သွားလာလိမ့်ရှိသလဲလို့မေးကြပါသေရသွားတယ်လို့ဖြေရမှာဒီခန္ဓာကိုယ်ကြီးအမှန်သွားရလမ်းကိုပြောစမ်းပါလို့ဆိုလို့ရှိရင်ဘယ်နဲ့ပြောပြရပါဒီလမ်းကတော့ဖြင့်ဒကာဓမ္မတွေသူကဆိုင်ရင်လည်းသွားတယ်နော်အိမ်ရင်လည်းသွားပါဘူးသမင်းစားရင်လည်းသွားပါဘူးစိတ်လေးတောက်ရင်သွားပါဘူးစိတ်လေးတစ်ဖွာနဲ့တစ်ဖွာဆိုလို့ရှိရင်ဖြင့်ပထမဖွာတဲ့ဒုတိယဖွာလိုက်မှုဒီဒကာဓမ္မတို့တရားနဲ့နီးတယ်ဆိုတာကတော့ပြောဖို့မလိုတော့မလိုပါဘူးဒါဖြင့်ဒီကံနာကြီးရတဲ့ပုဂ္ဂိုလ်ကြီးအလုတ်ဒီတရားသွားတဲ့အလုတ်ဟာအမြဲတမ်းအလုတ်ရောင်းဝဖောက်ကားတဲ့အလုတ်ဒီကားလို့ဆိုရင်ယာယီပြောဆိုနေကြတဲ့အလုတ်တရားသွားတဲ့အလုတ်ကအမြဲတမ်းအလုတ်လို့ဘုန်းကြီးတို့တရားဓမ္မတွေမှတ်ထားတော့မှာဩခန္ဓာရအောင်များကျိုးစားတဲ့ပုဂ္ဂိုလ်များတရားသွားတာကိုမပြင်းသေးလို့ဒုတိယရကျင်တာကိုလို့သူအပြစ်တင်ရမတင်နိုင်ဘူးလားခန္ဓာနောက်ထပ်ရကျင်တဲ့ပုဂ္ဂိုလ်လူခန္ဓာနဲ့ခန္ဓာပြမခန္ဓာရကျင်တဲ့ခန္ဓာရတောင်းကျင်တဲ့ခန္ဓာတောင်းတဲ့ပုဂ္ဂိုလ်ဟူသေးကဖြင့်ဩတရားသွားတယ်လို့မပြင်းသေးလို့ကိုဒီတိုင်းမပြောအောင်ဘယ်လိုပြောကြတရားသွားရတယ်လို့ခဏခဏသွားနေရတယ်လို့ကိုမပြင်းနိုင်အောင်ပဲသူသည်လှုပ်ရှင်သေးလို့ဒီခန္ဓာရကျင်တာပဲလို့သူ့ကိုပြောကြမှန်ပါပါဒါဖြင့်ဓမ္မတို့ဒီခန္ဓာကြီးအပြင်သူ့အလုတ်ကဖြင့်သူအမြဲတမ်းလှုပ်တာဟာသူလှုပ်ရှင်လို့လှုပ်ရတာလားလို့သူ့ကိုမေးဖို့လိုလားမှန်ပါပါသူ့ကိုကြိုက်နေတဲ့သူ့ကိုခင်မင်တဲ့ပုဂ္ဂိုလ်သူ့ကိုခင်မင်နေတဲ့ပုဂ္ဂိုလ်ဒုတိယဒီခင်မင်လို့ရတာပဲဒီခန္ဓာကြီးမှန်ပါပါခင်မင်တဲ့သဘောကြောင့်ဒီခန္ဓာကြီးပေါ်လာမှန်ပါပါခင်မင်တဲ့သဘောမရှိလို့ရှိရင်ပေါ်ပါဘူးဒါဖြင့်ဒီခင်မင်တာမပြုတ်တွေ့ဒကာဓမ္မတို့တရားသွားတဲ့အလုပ်နောက်ဆုံးမှာမဟုတ်ပါဘူးဟုတ်ပါဗျာခင်မင်တာမပြုတ်တွေ့တရားသွားမဲ့အလုပ်နောက်မဆုတ်ဘူးဆိုတာမှတ်ထားပါမှန်ပါဗျာသဘောပါမှန်ပါဗျာအဲ့တော့ဘုန်းကြီးယနေ့ခြေပိုင်းမှာကသတိပေးကြတာကဟောဒကာဓမ္မတွေလမ်းမတော့ဖြင့်လိုက်လာကြလို့အခုသူတို့နောက်ဆုံးမရဘူးလမ်းမလိုက်လာကြလို့နောက်ဆုံးမရဘူးလို့ပြောလိုက်မှန်ပါဗျာခန္ဓာကြီးဆူတောင်းပြီးဒီကလာကြလို့ခန္ဓာရအောင်လှုပ်လာကြလို့တရားသွားတဲ့လှုပ်နောက်ဆုံးလို့ရကြသေးရမရပါဘူးဗျာခုမှကိုကျွန်းနဲ့မှန်သိနေလို့လည်းမတတ်နိုင်ဘူးတတ်နိုင်ကြအကြောင်းမြင်သေးရလားမြင်ပါဘူးဗျာကိုယ်လောကခုဘယ်မှန်သွားနေရသွားရမှာပဲသရကမောင်းထုတ်နေတာဟုတ်မှန်ပါဘူးသရကနေတိုင်းမောင်းထုတ်နေပြာရီစီမရောက်သရဆိုတဲ့တန်ချက်ကလည်းအမြဲတမ်းနဲ့နေတော့ဗျာတိဆိုတဲ့အိယဖြာကအလုပ်ရောက်ရတော့မယ်မှန်ပါအဲ့ဒီဗျာတိဆိုတဲ့အိယဖြာကအလုပ်ကိုရောက်တဲ့အခါရှင်မသိနိုင်လက်မသိနိုင်နဲ့မရဏဆိုတဲ့ဓမ္မစီမံတလို့ကို့မှာအသာခံယူပဲဆိုတာကလည်းသိကြနေသိကြပါဗျာဒါဖြင့်ဓမ္မဒီကဏ္ဍကြီးအဖြစ်ယခုငကိုကအနေလွဲခဲ့လို့အခုတော့ဖြင့်အရတော့လွဲနေကြပေါ့မဆိုတတ်ဘူးဆိုလိုက်ပါဗျာလွဲလိုက်တာမှပြင်လို့တော့မရသေးရဲ့လားလို့မေးမရပါဘူးတရားတော်တဲ့လို့တော့မတတ်နိုင်ဘူးမတတ်နိုင်ဘူးဘုန်းကြီးနဲ့တော့ဘုရားတို့တတ်နိုင်တာကနောက်ထပ်မသွားဖို့သာတတ်နိုင်မှန်ပါပါဗျာအခုသွားဖို့ရာအလုပ်ကိုတော့ဘယ်ဒီနဲ့မှမတတ်နိုင်တော့မှန်ပါပါနောက်တဲ့ဒီလမ်းနဲ့ဒီစကံကိုမတွေ့ရအောင်မကြုံရအောင်တော့ဖြင့်တတ်နိုင်ပါတယ်လို့ပဲမှတ်ကြပါမှန်ပါဗျာအဲ့တော့ခိုင်းဒါဖြင့်အခုတော့ဖြင့်မတတ်နိုင်တာဘာဖြစ်လို့ဆရာဘုန်းကြီးတွေကဘုရားတွေဒီဓမ္မတွေမတတ်နိုင်ပါလိမ့်မလဲလို့ဥပါကမေးဖို့လိုလားမှန်ပါဘူးဓမ္မတို့ခင်ဗျားတို့ကိုယ်တိုင်ကအရာယူထားလို့မတတ်နိုင်တာပါလို့ဖြေမယ်မှန်ပါဗျာဘယ်လိုဖြေကြပါခင်ဗျားတို့ကလက်မလွတ်ချင်လို့မှန်ပါဗျာလက်မလွတ်ချင်လို့အရာအမြဲဆုပ်ထားတဲ့အတွက်ဘယ်နည်းနဲ့မှဒီဥစ္စာဖြင့်
မရတော့ဘူးဥပါဒံကဆွဲပြီးလှုပ်ထားတဲ့လှုပ်ကြီးတစ်ခုကိုမှန်ပါပါအဲ့တော့တတ်နိုင်တဲ့နည်းလေးကိုရှေ့ပိုင်းမှာနည်းနည်းနီးပေးမယ်ဒါကြက်ကြက်သတိထားပါနော်တတ်နိုင်တဲ့နည်းကိုသတိပေးပါမယ်တဲ့ဒီဘဝမှာတော့ဖြင့်ခင်ဗျားတို့ဆူတော်ပြည့်နေတဲ့အတွက်ဒါလို့ရှိလို့မရဘူးနောက်မတွေ့တဲ့နည်းလေးဒါကိုပဲဒကာဓမ္မတွေကြိုးစားပြီးနည်းကိုအရေးကြီးတယ်ဘုရားခင်ကိုရမကြီးလက်ထက်ကဖက္ကုဏဆိုတဲ့ယန္တပါရှိဘုရားခင်ကိုရမကြီးလက်ထက်ကဖက္ကုဏဆိုတဲ့ယန္တပါရှိတယ်ဥပအောင်နော်အဲ့ဒီဖက္ကုဏဆိုတဲ့ယန္တပါဟာဒကာတက်တို့ကိုမြတ်ဆွေတို့မမဟုတ်ပေါ့ဗျာမမတော့ရှင်အနန္ဒာကသွားကြည့်ဟောသနာစီရပဲခိုးဝဲရမယ်ဖြစ်နေကြတယ်မမရလည်းလုံးလို့ပါလားယောဂလည်းကြီးလိုက်တာဒါနဲ့ရှင်အနန္ဒာကသနာတဲ့သဘောလေးရှိပြီးနေတဲ့ဘုရားစီပြေးသွားရှင်ဗျာတဲ့ဖက္ကုဏဆိုတဲ့ယန္တပါကဘာမှလည်းမသိမလီမာသေးပါဘူးဝေဒနာကလည်းကြီးကျယ်လိုက်တာဒီတိုင်းပဲကြည့်ရတာဖြင့်အလွန်သနာစရာကောင်းနေဗျာဒါဖြင့်သနာသဖြင့်ရှင်ဘုရားကြီးဖက္ကုဏရှိတဲ့နေရာကြွပေးပါလို့ရှင်အနန္ဒာကပဲရှင်းဆောင်လုပ်ပြီးဘုရားတော်ပြန်ဘုရားခင်ကိုရမေကြီးရဲ့သမိုင်းတွေပါလေပြင်ဖို့ပြပါလားဖက္ကုဏရှိရသူ့ပဲလိုက်ခဲ့ပါတယ်လိုက်တော့လူမာကဘုရားခင်ကြွလာတယ်ဆိုတော့နေရာထိုင်ခင်းပေးမလို့ဘို့လှုပ်ဒီလှုပ်နဲ့ခန္ဓာကိုယ်ရဲ့အယုသေးပေးတဲ့သဘောတွေလှုပ်နေလို့ဘုရားကဟဲ့နေကြရှိတယ်ဘာမှကိစ္စမရှိနဲ့မင်းကလူမာပဲဒီတိုင်းမနေငါထိုင်ကြရှိတဲ့နေရာထိုင်မယ်မဲဝေဒနာပဲနဲ့နေလဲကွထုံးစံတိုင်းပေးလိုက်တယ်ဝေဒနာဘုရားနောက်မဆုတ်ပါဘူးရှေ့ပဲတိုးနေတယ်ကောင်းကြိုက်တယ်လည်းလွန်နေပါပြဝန်းထဲကနာရတွေလည်းအမနာမပြင်းပြင်းထန်ထန်ကြီးပါပဲအစရှိနေဝေဒနာဤအချင်းအာကာရနှိမ့်ဆက်ပုံတွေအမျိုးမျိုးပုံပြောတဲ့အခါကျတော့ဘုရားသခင်ကိုရမေကြီးကဟောလိုက်ကွာတဲ့ဝေဒနာကဝေဒနာခန္ဓာဝေဒနာကဘာပါလဲဝေဒနာကဝေဒနာခန္ဓာဆိုတော့ဝေဒနာခန္ဓာနဲ့ငါနဲ့မရောစီနဲ့ဟိဒကာဓမ္မတွေပါတယ်တော့ဝေဒနာခန္ဓာကသူ့ဟာသူဝေဒနာခန္ဓာငါကသွားပြီးမရောပါနဲ့ဝေဒနာကသူ့ဟာသူဟိုကနားလိုက်ဒီကနားလိုက်ဒီကကျန်လိုက်ဒီကကဲဒီကထိုးလိုက်ဝေဒနာကတော့သူခန္ဓာကိုယ်ရှိနေတယ်ဝေဒနာခန္ဓာရှိဆိုသောကြောင့်ဥပအောင်ဝေဒနာကတော့ဖြင့်ရှိနေမှာပဲရှိပါဘူးဝေဒနာခန္ဓာကိုဗျမှန်ပါပါအဲ့ဒီအထံဘုန်းကြီးတွေကဓမ္မတွေကဝေဒနာခန္ဓာလို့ပဲသိထားရမှာမှန်ပါပါဟောငါဖြစ်မှဖြစ်ရလေခြင်းလို့ဝေဒနာထဲမှာငါဝင်မထိုးလိုက်နဲ့မှန်ပါပါသဘောကျဝေဒနာထဲမှာငါဝင်မထိုးဝေဒနာထဲမှာငါဝင်မထိုးလိုက်ပါနဲ့ဒါသေပုံကိုဟောသေတဲ့ခါကျမှသေကံကြီးမှဒီတရားကိုပွားများရလို့ငါကဘာမှမသိတဲ့ဖက္ကုဏယံလေးဟာအနာဂံတိတာဒါကိုပြောကြတယ်နော်ကောင်းပြီဒါကဒီတရားရှင်းထားတာဟောလို့ရင်တရားကဒါမဟုတ်ပါဘူးသေလည်းပြောက်လည်းအခါမို့ဒီဥစ္စာရှင်းထားဟောတယ်လို့မှတ်ထားဖို့မှန်ပါပါသေပုံသေနည်းကိုဘုရားကဒီသေနည်းဟာကောင်းတယ်ဆိုတဲ့ဥစ္စာသူချင်းမွန်ထားလို့ဒကာဓမ္မတို့ကိုရှင်းပိုင်းကသိစေခြင်းလို့ဒါပြောပါတယ်မှန်ပါပါသက္ကနာဝေဒနာနဲ့ဝေဒနာခန္ဓာကမင်းခန္ဓာထဲမှာဟိုနေရာပေါ်လိုက်ဒီနေရာပေါ်လိုက်အဲ့ဒီနေရာမှာမင်းဒီဟုသောဓမ္မစိတ်ထဲကနေပြီးကြလား။ဟိုနေရာလဲငါနာတာပဲဒီနေရာနာတာပဲငါနာတာပဲလို့နာတဲ့တော့မရောနဲ့သဘောကျဝေဒနာကတော့နေရာတိုင်းဟိုနာဒီနာမနာပဲဘူးလားမှန်ပါပါအဲ့ဒါဟိုတရားဓမ္မတွေကဘုန်းကြီးကလည်းဆုံးပါပါတယ်ငါဖြစ်မှဖြစ်ရလေခြင်းလက်မောင်းမှလည်းငါပဲကျုပ်လည်းမောင်းနာနေပြန်ပြီကျုပ်လည်းကြောင်းနာနေပြန်ပြီကျုပ်ရင်ကောင်းနာနေပြန်ပြီအစရှိနေကျုပ်တို့ငါတို့ကအဲ့ဒီဝေဒနာနဲ့သောပူမှန်ပါပါသဘောကျဘာနဲ့သောပူပါလဲဝေဒနာနဲ့သောပူကတ်တော်ဝေဒနာအတ္တတော်သမနုပတ္တိဝေဒနာကိုအတ္တတော်ငါဟူ၍သမနုပတ္တိရှိ၍နေဆိုတော့ဝေဒနာကအဲ့ဒီဝေဒနာကိုပဲငါရဲ့လို့သွားပြီးခေါင်းကမမာတဲ့ပုဂ္ဂိုလ်ကငါဖြစ်မှဖြစ်ရလေခြင်းဆိုပြီးဝေဒနာထဲမှာငါသွားရောမှန်ပါပါရှင်းညဝေဒနာထဲမှာငါသွားရောတယ်နော်အဲ့ဒါမမာတဲ့ပုဂ္ဂိုလ်မှန်လို့ရှိရင်ရောတတ်တယ်ဝေဒနာနဲ့ငါနဲ့ဘယ်နဲ့နေကြရောတတ်ပါဗျာရောတတ်တော့ဘူးအဲ့တော့စဉ်းစားကြည့်စမ်းပါလားတဲ့နောက်ဝေဒနာဆိုမှလည်း
ငါကလည်းတခြားဝေဒနာကလည်းတခြား မှန်ပါဗျာ ဘာဆိုင်လို့ ဆိုင်ပါဗျာ မဆိုင်ပါဘူးတဲ့အဲ့တော့ဝေဒနာဝေဒနာခန္ဓာပဲဝေဒနာခန္ဓာအနိစ္စပဲဟောဒါဖြင့်မမာတဲ့ပုဂ္ဂိုလ်ကညာလေးနဲ့ဩဒါဒီနေရာဝေဒနာပေါ်ဒီနေရာဝေဒနာပြစ်တယ်ဟိုနေရာဝေဒနာပေါ်တယ်ဟိုနေရာဝေဒနာပြစ်တယ်ဒီလိုသာလိုက်နေပါတပည့်ကြဝေဒနာပေါ်ရာကိုဖြစ်ပြလိုက်နေပါလို့သတိပေးလိုက် မှန်ပါဗျာ ဝေဒနာပေါ်ရာကို ဖြစ်တယ် သေချာမှတ်ကြပါဝေဒနာကတော့ဖြင့်အနှံ့ပြပေါ်ရင်ဘယ်ကနာတော့ဒီကုလုံးကနာတယ်ဒီကုလုံးနာမပြင်းတဲ့နေရာကိုဖြစ်ဖြစ်ရှိပြီ မှန်ပါဗျာ သဘောကျ ကြပါဗျာ အဲ့ဒီကဲတော့ဘုရားသခင်ကိုရမကြီးကဖက်ကုဏနာနေပြီဝေဒနာနဲ့ငါနဲ့မရောစီနဲ့ဟိဝေဒနာနဲ့ငါနဲ့မရောစီနဲ့ဟိဘုရားကဒီလူမာလေးဒါပဲဟောနေဥပအောင်မနဲ့ဟော ဝေဒနာနဲ့ အားလုံးကဓမ္မတွေဒီဥစ္စာကျွတ်တို့သေမပုဂ္ဂိုလ်ကြီးပဲသေရင်ဒီဝေဒနာနဲ့တွေ့အောင်မတွေ့မှပုဂ္ဂိုလ်ဒီထန်တရားမှမပေါ့ ပါပါဗျာ အဲ့ဒီမရောစီနဲ့လို့အဓိပ္ပာယ်လေးကအခုရှင်းထားကြပါ မှန်ပါဗျာ အဓိပ္ပာယ်ရှင်းတာပါဝေဒနာနဲ့ငါနဲ့မရောစီနဲ့သူမျက်ရှိပါတယ်လို့ ဝေဒနာနဲ့ မရောစီနဲ့ဝေဒနာကဝေဒနာခန္ဓာငါကသွားရှုပ်တာ မှန်ပါဗျာ သဘောကျလား ကြပါဗျာ ဝေဒနာကဘာခန္ဓာလဲ ဝေဒနာနဲ့ ဝေဒနာခန္ဓာဆိုတော့ဝေဒနာပဲဝေဒနာစေသိက်ပဲ မှန်ပါ နန္ဒမတစ်မျိုးပဲ မှန်ပါ ငါကဒိဋ္ဌိဓမ္မတစ်မျိုးဘယ်နဲ့ဒိဋ္ဌိစေတသိက်နဲ့ဝေဒနာဒိဋ္ဌိနာနဲ့ဝေဒနာနာရောမဖြစ်ဘူး ဖြစ်ပါ ဥပအောင်ရောလို့ဖြစ်ပါ ဖြစ်ပါဗျာ ဒိဋ္ဌိကလည်းနာမဟုတ်လား မှန်ပါ ဝေဒနာရော နာပါဗျာ ဟာဒါတခြားစီပဲဘာလို့ခင်ဗျားတို့ကဘုရားကမှပရမတ်ကောမှမရောဘဲနဲ့ခင်ဗျားတို့ကရောပြအောင်ရောနေတယ် မှန်ပါဗျာ မစွနိုင်ဘူးလား ဆိုလိုက်ပါ ပရမတ်ကရောရလား ရောပါ မရောတာခင်ဗျားတို့ကဘယ်နဲ့လဲ ရောပါ ဩခင်ဗျားတို့လောကချော်လွန်းတယ်လောကချော်လွန်းတယ်လို့ဆိုလိုက်မဆိုလိုက် ဆိုလိုက်ပါဗျာ ဝေဒနာကဝေဒနာပဲမဟုတ်လား မှန်ပါဗျာ နာကဆိုတာဝေဒနာကဝေဒနာစေတသိက်ဝေဒနာနံတစ်မျိုး မှန်ပါ နာကနာဆိုတဲ့ဥစ္စာဒိဋ္ဌိနံတစ်မျိုး မှန်ပါ ဘယ်နည်းမှရောမရ မှန်ပါ ရောမရပဲမဲ့ခင်ဗျားတို့ထုံးစံကသူများပါးစပ်မှာလမ်းဆုံးနေတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့ဒီဝေဒနာကိုပဲလဲငါလည်းပဲငါနာလိုက်တာမဆရှိနေငါလည်းကြောင်းကနာလိုက်တာငါဝန်းထဲကနာလိုက်တာငါချီမူကနာလိုက်တာအစရှိတယ်ဝေဒနာကခြေဝုံမှာပေါ်တယ်ငါကဝန်းထဲကနေပြီးသွားရောတာ မှန်ပါ သဘောကျဝေဒနာကခြေဝုံမှာပေါ်တယ်ငါကဘယ်ကနေသွားရောအမလေးအဝေးကြီးခင်ဗျားတို့ကိုရှင်မျိုးတော်တတ်ပါပြီသဘောကျဝေးတာတော့မဝေးဘူးလား ဝိပါဒ ဥပါရင်ဘယ်နဲ့နေတော့ ဝိပါဒ ဝေဒနာကမနောဒွါရဗျာဝေဒနာကကာယဒွါရပုံမှာကိုယ်ပုံမှာပေါ်နေ မှန်ပါ မနောဒွါရကနေပြီးသွားပြီးရောလိုက်သွားပြီးရောလိုက်တဲ့အတွက်ငါမှဖြစ်ရလိခြင်းဖြစ် မှန်ပါ ဒါဖြင့်ဝေဒနာနဲ့ငါနဲ့ရောမိတဲ့အတွက်ဘုန်းကြီးတို့ဓမ္မတွေနိုင်တဲ့ဝေဒနာအတ္တတော့သမနုပတ္တိဆိုပြီးသေကံဤမှာဒိဋ္ဌိဖြစ်သွား မှန်ပါ နာလိုက်တဲ့ဖြစ်ချင်း မှန်ပါ သေကံဤမှာဘာဖြစ် ဒိဋ္ဌိဖြစ်ပါဗျာ ဒကာဓမ္မတို့ဘယ်နဲ့ကြောင့်ဒိဋ္ဌိဖြစ်တာတုံးဆိုတော့ကိုယ်ပေါ်မှာပေါ်တဲ့ဝေဒနာကိုဝန်းထဲကဒိဋ္ဌိစေတိတ်ကသွားပြီးဒီကလာအဲ့ဒီဝေဒနာဟာငါပဲလို့တခါတည်းဒိဋ္ဌိဆွဲဒိဋ္ဌုပါဒံဆွဲသွားတာနဲ့ဥပါဒင်ကိုချိုးနေတာ မှန်ပါဗျာ ဝေဒနာကရှင်မိုးပေါ်ဗျာ မှန်ပါဗျာ ငါကဝန်းထဲမှာ မှန်ပါ အဲ့ဒီဝန်းထဲကနေပြီးဒီကလာကိုချီမိုးကမှဖြစ်တဲ့ဝေဒနာဟာနာပဲလို့ဆိုဝန်းထဲကငါနဲ့သွားပြီးရောလိုက် မှန်ပါ မရောလိုက်မိဘူး ပြောလိုက်ပါ ရောလိုက်တဲ့အခါကျတော့ဝေဒနာကိုငါထင်တဲ့ဝေဒနာအတ္တတော့သမနုပတ္တိဆိုပြီးဒီကလာဥပအောင်ကြီးဝေဒနာငါဖြစ်သွားပါ မှန်ပါဗျာ ငါဖြစ်သွားတော့ဘယ်နဲ့ဖြစ်လာတော့ဆိုတော့ငါတော့ဖြင့်ဒီဝေဒနာနဲ့သိရတော့မှာပဲ မှန်ပါ လာပြန်တာပဲ ဒါကပါ ကောင်းပြီဒီမရောစီနဲ့กว่าမရောစီနဲ့กว่าလို့ဘုရားကဟော မှန်ပါဗျာ ဖက္ကုဏကိုဝေဒနာနဲ့ငါနဲ့ပဲနဲ့မရောစီနဲ့กว่าမရောစီနဲ့กว่าဆိုတော့မရောစီနဲ့ဆိုတော့ဒကာဓမ္မတို့ဒိဋ္ဌိနဲ့မရောလို့ရှင်းဖြင့်မရောစီနဲ့ဆိုတော့ပြောတော့လွယ်လေးဥပအောင်ရ မှန်ပါဗျာ မရောစီနဲ့ဆိုတော့ပြောတော့လွယ်လေးပါမရောစီနဲ့ဆိုတဲ့ဥစ္စာဒီငါနဲ့သွားမရောနဲ့ မှန်ပါ သဘောကျ ကြပါ ငါနဲ့သွားမရောပါနဲ့တဲ့အဲ့ဒါမရောအောင်ဘယ်နဲ့လုပ်ရမလို့ဆိုလို့ရှိရင်ဝေဒနာခန္ဓာတွေကလို့ဆိုရင်ဖြင့်မိစ္ဆာဒိဋ္ဌိနဲ့သွားမရောပဲနဲ့တမာဒိဋ္ဌိနဲ့တဲ့ပြလိုက် မှန်ပါ
ဝေဒနာအနိစ္စတော့ပတ္တတော့သမနုပတ္တိဝေဒနာအနိစ္စပဲလို့ရှုကြတယ်တပည့်ကြဒါရင်ခေါင်းနဲ့ကတော့မိစ္ဆာရိနဲ့သွားရောအခုတော့သမာဓိနဲ့သွားပြီးရှုလိုက်တပည့်ကြမိစ္ဆာရိနဲ့သွားရောတော့ကတော့ကိုအပယ်သွားတော့မယ်ခုသမာဓိနဲ့သွားရောတဲ့ခါကျတော့ဝေဒနာနောက်ကမက်လိုက်မလားဘူးလားလိုက်ပါသမာဓိမက်ကင်လိုက်ခေါင်းနဲ့ကမိစ္ဆာရိလိုက်ဘယ်တော့မိစ္ဆာရိနော်ဝေဒနာနဲ့ငါနဲ့သွားရောတော့ဝေဒနာငါမဟုတ်ပါဘူးအနိစ္စပါလို့သိလိုက်တဲ့အခါကျတော့သမာဓိနဲ့သိတာမရောက်ဘူးလားရောက်ပါဘူးအဲ့ဒီလိုဘုရားကခေါ်လိုက်ခိုက်ကုဏမမားနေရဟန်းကလေးဓမ္မတို့နော်မမားနေတော့အဲ့ဒီလိုဝေဒနာနဲ့ငါနဲ့မရောစင်ဝေဒနာနဲ့ငါနဲ့ကမရောစင်နဲ့ကြွလို့ဆိုတော့ရောတော့လွယ်ပါရဲ့ဖြစ်ပြရှုဆိုတဲ့စကားဖြစ်စွက်မှရတယ်လို့ဥပဒေတော်မှားတယ်မှန်ပါဗျာဖြစ်ပြမရှိတော့ပါမှန်ပါဗျာဒါဖြင့်ဝေဒနာကိုအတ္တတော်နသမနုပတ္တိဝေဒနာငါမဟုတ်ဘူးဒီဥစ္စာတွေအနိစ္စသာဟုတ်တယ်ဒီလိုဒကာဓမ္မတွေရှုပြလိုက်တော့ဝေဒနာပေါ်တိုင်းဒကာဓမ္မတွေမှာဘယ်လိုဖြစ်လာတယ်ဆိုလို့ရှိရင်ဝေဒနာပေါ်တိုင်းမဉ္ဇဏ်ရမှန်ပါဝေဒနာပေါ်တိုင်းမဉ္ဇဏ်ရတော့ဘယ်လိုမဉ္ဇဏ်ရပါလိမ့်မလဲလို့ပြောတော့ဝေဒနာကဖြစ်ပြဟုတ်လားငါမုံမှန်းသိတာကမဲ့ဝေဒနာကဖြစ်ပြငါမုံမှန်းသိတာကငါမမဟုတ်ပဲသူအနိစ္စပဲလို့သူသိလိုက်ဘူးဗျသူသိလိုက်တော့မဖြစ်မတော်ဘူးဖြစ်ပါဘူးဩဒါဖြင့်ဖက်ကုဏအေးဝေဒနာနဲ့ငါနဲ့မရောစီနဲ့ဆိုတဲ့အဓိပ္ပာယ်ရှင်းမလားရှင်းပါဘူးဝေဒနာနဲ့ငါနဲ့မရောစီနဲ့ကွအနန္တမှာဟောရှာဟောပိဋကလာဘုရားသခင်ကိုရမကြီးကဝေဒနာနဲ့ငါနဲ့မရောတဲ့နည်းမင်းဒီကားလို့ဆိုရင်ဖြင့်ရှုပါလို့ပြောလိုက်တဲ့အခါကျတော့ဝေဒနာငါမဟုတ်ဘူးအနိစ္စသာဟုတ်တယ်ဝေဒနာငါမဟုတ်ပါဘူးဘာသာဟုတ်တယ်အနိစ္စသာဟုတ်တယ်လေသူဝေဒနာပေါ်တိုင်းလိုက်နေတာပေါ့ဝေဒနာပေါ်တိုင်းလိုက်နေတဲ့အခါကျတော့ဒီဘက်ကုဏဘယ်နဲ့ဖြစ်သွားတယ်ဆိုဝေဒနာပေါ်တိုင်းလိုက်နေရတယ်သူမသိမချင်းလိုက်ရမှာပေါ့ဗျာအဲ့ဒီကတော့လိုက်ပြီးနေတော့ဘုရားလည်းနာနာဒီလိုလိုက်ခိုင်းပြီးဒီကလာနေတော့ဥပအောင်ကြီးဝေဒနာတွေပျောက်ထွက်သွားဝေဒနာတွေပျောက်ထွက်သွားတယ်ဝေဒနာနံခေယောပိက္ခုဖြစ်သွားဝေဒနာကိုအောင်ရှုနိုင်တဲ့ယဟန်လေးသွားဖြစ်ဥပါရင်ဘယ်လိုဖြစ်သွားဝေဒနာကိုအောင်ရှုနိုင်တဲ့ယဟန်လေးသွားဖြစ်ဝေဒနာကုန်တယ်ဆိုတာဒကာဓမ္မတွေစဉ်းစားကြည့်ပါလားငါကဝေဒနာလို့သာဆိုတယ်ကိုရှုတော့အနိစ္စပဲတွေ့ကုန်မှုလားကုန်တာကုန်ပါဗျာငါကဝေဒနာဗျာရှုတဲ့ဉာဏ်နဲ့ကြိတ်တော့ဘာတွေ့အနိစ္စအဲ့ဒီအနိစ္စတွေကြီးတွေ့ပြီးဒီကလာနေတော့သက္ကုဏမှာအရင်လိုမျက်နှာညှိုးငယ်နဲ့ဒီလိုမနေတော့ဘုရားသိဟောဒီကောင်ဝေဒနာနဲ့ငါနဲ့တော့ကွဲသွားပြီဝေဒနာနဲ့ငါနဲ့တော့ကွဲသွားပြီအရင်တော့ကတော့နာလိုက်တာပြုလိုက်တာဘယ်လိုနေရာမှမသိဘူးဘယ်လိုထိုင်ရမှမသိဘူးနဲ့ရှေ့သာတိုးနေတဲ့နောက်မဆုပ်ဘူးနဲ့ဝေဒနာတစ်ခုတည်းကိုပဲရှေ့တိုးလိုက်နောက်ဆုပ်လိုက်ဆိုတော့ဝေဒနာအတ္တရိရှိဖြစ်နေတာပေါ့အဲ့ဘုရားသခင်ကိုရမေကြီးကသူဝေဒနာကိုအောင်ရှုတော့မှာပဲဆိုပြီးဒီကလာဘုရားသခင်ကိုရမေကြီးကြွသွားအဲ့တော့သူဘယ်လိုသိလိုက်တုံးဆိုတော့ဖက်ကုဏဝေဒနာလေးဒီကားလို့ဆိုလို့ရှိရင်ဖြင့်အနိစ္စပဲသူသိတရားတော့ဒီဝေဒနာလေးတွေဟာအနိစ္စသဘောဖြစ်မှတခါတည်းဓမ္မတို့ဝေဒနာဖြစ်ပြီးအနိစ္စတောင်မှကုန်ထွက်သွားဝေဒနာနဲ့ခရောဘူးနော်အနိစ္စကုန်ထွက်အနိစ္စကုန်ထွက်သွားတော့ဓမ္မတို့ဝေဒနာအနိစ္စကုန်သွားတဲ့အခါကျတော့ဝေဒနာခန္ဓာကြီးလို့ပြောထားတော့ခန္ဓာဘာပြောက်သွားတာဘူးမှန်ပါဘူးခန္ဓာပြောက်သွားပြီးခါလားဓမ္မတို့ဒီနေရာမှာခန္ဓာချုပ်ဆုံးတာပေါ်လာမှန်ပါဘူးပေါ်လာတော့ဝေဒနာနဲ့ခရောပိတ်ခုဖြစ်ဝေဒနာကုန်တဲ့ယံဖြစ်သွားမှန်ပါဘူးဘယ်နဲ့ကြောင့်ကုန်ပါလိမ့်မလို့ဆိုတော့သောဝေဒနာပရိညာယသောထုဖက္ကုဏဆိုရယံဝေဒနာကိုပရိညာယဖြစ်တဲ့သဘောသာဟုပိုင်းခြားနိုင်တယ်ဝေဒနာမဟုတ်ပါဘူးဖြစ်တဲ့သဘောပါဆိုတော့ကြောင့်ဝေဒနာကိုဖြစ်တဲ့သဘောသာသိပြီးတော့ကြောင့်ဝေဒနာပြည့်เสียတဏှာဟောလာတယ်မှန်ပါဘူးဝေဒနာပြည့်เสียမောဟမှန်ပါဘူးဝေဒနာပြည့်เสียဒိဋ္ဌိမှန်ပါဘူးဒါဖြင့်ကာမတော့ဘဝတော့ဒိဋ္ဌာတော့ဝေဒနာပေါ်၌အဝိဇ္ဇာတော့ပါကုန်သွားမှန်ပါဘူးအာတော့ကုန်သွားဝေဒနာပေါ်၌အာတော့ကုန်သွားဘူးလားကုန်ပါပါသောဝေဒနာပရိညာယ
သောထိုယောသက္ကုဏဆိုတဲ့ယောဂီပုဂ္ဂိုလ်သည်ဝေဒနာယဝေဒနာ၌ပရိညာယဩဒီဥစ္စာသည်ဖြစ်ပြီးပြတဲ့သဘောမှတပါဘာမှမရှိပါလားလို့သူပိုင်းခြားစင်သိမြင်နိုင်သောကြောင့်ဒိဋ္ဌရမေအနာသွားနောက်ကတခါတည်းဝေဒနာပစ္စယမက်တာဖြစ်နေတော့ဥပအောင်လို့တဏှာဒိဋ္ဌိလာသေးတယ်မှန်ပါဘူးအဝိဇ္ဇာမှန်ပါဘူးဩဒါဒီကလည်းဖြစ်ပြတာကိုသိနေတဲ့ကမသိတာအဝိဇ္ဇာဆိုတော့သိတာအဝိဇ္ဇာဖြစ်နေတော့အဝိဇ္ဇာသွားတယ်လာသေးလားမှန်ပါဘူးမလာတော့ပါဘူးဒါဖြင့်ဒကာဓမ္မတို့ဒါကဒကာဓမ္မတွေခန္ဓာဝေဒနာဒီကနေပြီးဒီကလာဖြစ်ပြတဲ့ရှုနေတဲ့ကမက်ကင်တယ်လို့မဆိုနိုင်ဘူးဆိုနိုင်ပါဘူးဒါဒကာဓမ္မတွေဖြားတဲ့ဝေဒနာပေါ့ဗျာဒီကရှုနေတာဘာပါလိမ့်မက်ကင်နဲ့ဒီဥစ္စာသိပါတယ်တဲ့ဒကာဓမ္မတို့မက်ကင်နဲ့သိပါတယ်ပရိညာယဩဒါတက်တဲ့အဖြစ်ပြတ်မှတပါဘာမှမဟုတ်ပါလားလို့ပိုင်းခြားပြီးသိလိုက်တဲ့တွေ့တဲ့ဝေဒနာနှင်းဒီကငါနဲ့ကိုရောသေးမရောပါဘူးငါဝေဒနာတော့ဒီနောက်ကဓာမလာရင်တည်းနောက်ကငါလိုက်မှန်ပါပါငါဆင်ဒိဋ္ဌာသွားလားမလာဘူးလားဝေဒနာသည်အဖြစ်ပြတာပဲဆိုသဖြင့်အဝိဇ္ဇာသွားကိုလာသေးရဲ့မှန်ပါပါဒါဖြင့်ဒီနာနေကာမသွားလဲချုပ်ငါတော့ခက်တော့မှာပဲဆိုတဲ့ဥစ္စာလည်းမလာတော့မှန်ပါပါဒါဖြင့်နောက်ကနေအာသောတရားမချုပ်ဘူးလားချုပ်ပါဘူးဒီကအာသောတရားတွေချုပ်ဘာဖြစ်လို့ချုပ်တော့ဟောဒီမောက်ဝင်လို့ချုပ်ဝေဒနာပေါ်၌မောက်ဝင်လို့ချုပ်တယ်လို့မှတ်လိုက်စမ်းပါသဘောကျလားဝေဒနာပေါ်၌မဲ့ဖို့ချုပ်ပါဗျာမဲ့နဲ့တခါတည်းဖြစ်ပြတာစစ်ပါပဲဆိုပြီးဒီကလာဥပအောင်ရေပိုင်နိုင်သိလိုက်တာနဲ့နော်ဒါဝေဒနာကိုပိုင်နိုင်သိတာဒါဒုက္ခသစ္စာသိတာပါပဲဒိဋ္ဌရမေနာသွားကြည်စံယခုဒါနဲ့ရှုတဲ့အချိန်မှာပဲအနာသွားတယ်အာသောကိုမရှိဘူးကွာဒီဘက်ကရှိသေးရဲ့မရှိပါဘူးနောက်ကသေးချာရှိပါဘာရှိသေးတယ်မရှိပါဘူးဝေဒနာပြည့်စရာတဏှာဟောလာသေးတယ်တဏှာလာရင်ကာမသွားဖြစ်ရမှန်ပါဝေဒနာငါဆွဲရင်ဒိဋ္ဌာသွားဖြစ်ရလာသေးရဲ့လာပါဘုရုလာနေတော့မက်လာတာပဲရှိတယ်မက်မလာရင်သူတို့လာရမှာသဘောကျကောင်းပြီဒါပြန်အာသောတရားတွေမကုန်ဘူးလားကုန်ပါဘူးကောင်းပြီဒါနဲ့သူဒီလိုရှုနေဖက်ကုဏတွေကဒီတိုင်းပဲဝေဒနာဖြစ်ပြပဲဖြစ်ပြပဲဖြစ်ပြပဲလို့ဝေဒနာပေါ်တိုင်းဒီကနေပြီးဒီကလာတဲ့ပိုင်းခြားသိနေတာပိုင်မနေသိနေတာပဲဖြစ်ပြလို့ပိုင်မနေသိနေတာပဲနော်ဒါဝေဒနာပေါ်တိုင်းဖြစ်ပြကိုပိုင်မနေသိသောကြောင့်နောက်ကအာသောမလာရဘူးရှင်းမလားနောက်ကဘာတော့အာသောမလာရဘူးဆိုတော့ဥပအောင်လို့စဉ်းစားရမယ်နော်ကာမသောဆိုရင်လောဘမလားမှန်လောဘဆိုရင်တဏှာဥပါဒံကံလာမယ်မလားပဲဘူးလားဒိဋ္ဌာသောဆိုလို့ရှိရင်လည်းဒိဋ္ဌိရတယ်လောဘပဲတဏှာဥပါဒံကံမလားပဲဘူးလားအဝိဇ္ဇာသောလာရင်အဝိဇ္ဇာသင်္ခါရဝိညာဉ်ကြောင့်နောက်ဘဝတွေမဆက်ပဲဘူးကဲဒါလေးလာသေးတယ်ဟာဘယ်နဲ့ကြောင့်မလာပါလိမ့်မလို့ဆိုတော့ဝေဒနာပိုင်းခြားသိနေဘယ်လိုဖြေကြပါဘာနဲ့ပိုင်းခြားသိမဲ့နဲ့ပိုင်းခြားတယ်ဝေဒနာလေးကဖြစ်ပြနေတယ်လို့သိအဲ့ဒါပိုင်းခြားသိတာပဲဝေဒနာလေးကဘယ်လိုနေတာပါလဲဖြစ်ပြနေတယ်လို့ဟောဒီကမက်ကပိုင်နေသိသဘောကျမက်ကဘယ်လိုသိပါလဲပိုင်နိုင်သိနေပါတယ်လို့ဆိုပြချဘုရားအောင်တို့ဥစ္စာရင်လည်းကျေနပ်ပါလားသင်္ခန္ဓာကိုယ်ထဲမှာအခုဘုရားဖြစ်ပြနေဒီကပိုင်နိုင်သိတဲ့မဲ့နဲ့ဥပါဒံဒါလေးတစ်ခုတည်းရှိတော့အာသောဘယ်နဲ့နေလဲသောဝေဒနာပရိညာယသောထုဖက္ကုဏဆိုတဲ့ယံလေးတွေဝေဒနာယဝေဒနာဘောနဲ့ပရိညာယဖြစ်ပြဟုပိုင်နိုင်သိသောကြောင့်ဒိဋ္ဌိဝဓမေတဲ့ယခုမသိခင်ခဏနဲ့အနာတဝါအာသောကင်းနေမသိခင်ကိုကင်းတယ်ဒကာဓမ္မတွေရိပ်မိလားရိပ်မိပါမသိခင်အာသောတရားကင်းတယ်ဥပါဒံကောင်းကောင်းရိပ်မိပါဒါကရှေ့ပိုင်းမှာသတိပေးတဲ့တရားပဲရှိပါသေးတယ်ဒကာဓမ္မတို့နော်အဲ့တော့ဝေဒနာပေါ်တိုင်းဖြစ်ပြပဲလို့သိနေလို့ရှိရင်ဖြင့်နောက်ကအာသောသေချာကုန်မှန်ပါခင်ဗျားတို့အာသောတရားကုံရပါလို့ဘုန်းကြီးကလည်းချပေးတယ်ခင်ဗျားတို့ကလည်းလိုက်ကြပါလေအဲ့ဒါကတော့ကုံရကုံကြောင်းကိုအကျင့်ပေးတတ်တဲ့ဆရာနဲ့တွေ့ရပါလိမ့်ဆိုတဲ့တိုင်အခုလည်းတွေ့ပြီပေါ့ဗျာမှန်ပါတွေ့တော့အခုကုံတာကိုမသေးကြဘူးလားရှုတာရှုသေချာကုံပါလေ
သောတုဘဂုဏဖြစ်တဲ့ယံသည်ဝေဒနာယဝေဒနာဘောနဲ့ပရိညာယမက်နဲ့ပိုင်ခြား၍သိသောကြောင့်သူပါတယ်အနာသောအာသောကင်းသွားပြီဘာကင်းသွားဟာဘာလို့ကင်းပါလိမ့်ငါဓမ္မတို့မက်နဲ့ဝေဒနာကိုဖြစ်ပြလို့ပိုင်ပိုင်နိုင်နိုင်သိနေလို့မက်နဲ့ဝေဒနာကိုဖြစ်ပြလို့ပိုင်ပိုင်နိုင်နိုင်သိဘာဒီဥစ္စာငါလည်းမဟုတ်သူလည်းမဟုတ်ဖြစ်ပြတဲ့အိဋ္ဌပဲလို့ပိုင်ပိုင်နိုင်နိုင်သိနေသောကြောင့်နော်ဒိဋ္ဌိဝရမေတဲ့မသေးခင်ခဏတဲ့မသေးသေးဘူးခကုဏအနာတော်အာသောတရားကျင်းသွားပြီသဘောကျဒီဘက်ကအာသောတရားလာသေးရဲ့မှန်ပါဘူးဒါခမည်းတော်ကျွတ်တို့ဆူတောင်းပြေထားတဲ့ခန္ဓာကိုယ်ကြီးကတော့သေရသွားနေတယ်မှန်ပါဘူးသွားတဲ့အခါမှာလည်းသူဝေဒနာနဲ့တွဲရကြည့်သတ်မဲ့ဝေဒနာနဲ့အသက်ခံမဲ့ခန္ဓာကြီးနဲ့တွဲရကြည့်သွားတယ်မသွားဘူးလားဟုတ်ပါဘူးအဲ့တော့ဒီဝေဒနာကသတ်မဲ့လို့လာတဲ့အခါကျွတ်တို့ကပိုင်ရှာပိုင်မင်းနေသိရမှန်ပါဘူးမင်းလားသတ်မဲ့လို့လာတာလားတော့မင်းဒီကားလို့ဆိုရင်အိဋ္ဌလားလို့ကျွတ်တို့ကမဲပြီးဒီကားလားပိုင်မင်းနေသိအောင်လုပ်ပါတဲ့ရှင်းမလားရှင်းပါဘူးပိုင်မင်းနေသိအောင်လုပ်တဲ့အခါကျတော့ तू ဟာဖြစ်ပြီးပြတဲ့အိဋ္ဌပါပဲဆိုတော့ညာနဲ့မှမရှင်းဘူးလားရှင်းပါဘူးဒါဖြင့်ဝေဒနာကိုပိုင်ပိုင်နိုင်တည်သောကြောင့်ဒိဋ္ဌိဝဓမေမသေးခင်ကာလ၌ယကဝါယခုပစ္စကအခုအချိန်လေး၌အနာသောအာသောကင်းသည်ဟောတိဖြစ်ဒီဘက်ကအာသောကင်းပြီဟောဒီမက်ကြောင့်ဗျာဒီမက်ကမလာရင်ဘယ်နဲ့နေကြပါမကင်းပါဘူးကြောက်တယ်လန့်တယ်ဆိုရင်ဖြင့်ဒိဋ္ဌသဝတွေဝိဇ္ဇသဝတွေလာပြီဘူးလားလာပါဗျာကဲဒါဥပအောင်ဘယ်လောက်ရေးကြည့်လို့ပြောတယ်ဆိုတာပဲရေးပြီးကြရေးပြီးပါဘာဖြစ်လို့ဒီလောက်တောင်ဆရာဘုန်းကြီးကလည်းအသေးစကန်းကိုအကြီးကျယ်လုပ်ပြီးဖွဲ့ဟောနေရပါလိမ့်မလို့ဆိုတော့ခင်ဗျားတို့ခန္ဓာကိုယ်ကနားနေဟုတ်သားဘူးဟမ်ခင်ဗျားတို့ခန္ဓာကိုယ်ကသေရမတော်ပဲနဲ့နားရလို့ရရင်လည်းဟုတ်သားဘူးကိုတရားနာရင်တရားပဲနာနေကြတာကတော့တခါတလေတရားနာတယ်ဆိုတာကကိုယ်စိတ်ရောက်သွားဒီစိတ်ရောက်သွားတရားကနာချင်မှနာတယ်အဲ့ဒါကလေဂျာဘောက်ပါသေးတယ်သိရသွားတာကတော့ဂျာဘောက်မရှိဘူးဂျာဘောက်စိတ်လာလေသူကသွားနေတာမှန်ပါပါသဘောကျအဲ့တော့ဒုဝုသင်နေလို့ဒီဥစ္စာကိုတို့ဆူတောင်းပြည့်တယ်လို့ကြည်ဟာနောက်ထပ်မပြည့်အောင်လို့လုံးမပဲနောက်ထပ်မပြည့်စေခြင်းလို့ဟောတာခင်ဗျားတို့ကဘဝတိုင်းဒီသားသမီးနဲ့မခွဲရပါလို့ဆိုတော့ဘဝတိုင်းသေရသွားပါလိမ့်ပါနေတယ်မှန်ပါဗျာအဲ့ဒါကြီးဖြတ်နေရတာမှန်ပါဗျာလွယ်သလားလွယ်ပါဗျာအမှားရသေးလားကြီးလားကြီးပါဗျာကြီးတဲ့တဲ့ခင်ဗျားတို့ကဟိုဘဝကြတော့ဘုရားဘုရားသာသမီနဲ့မခွဲရပါလို့ဒီဘဝကြတယ်နော်ဒါဖြင့်သာသမီပေါင်းကဘယ်လောက်များခဲ့ကြဒါမခွဲနိုင်တဲ့ပေါင်းကကဘာလုံးရှိတယ်မခွဲနိုင်ဘူးဒါလည်းအားလုံးနိဗ္ဗာန်သွားမှသွားမယ်သူများအားလုံးနိဗ္ဗာန်သွားမှသွားမယ်ဆိုဘယ်တော့မှမသွားနိုင်တော့ဘူးသွားနိုင်ဖို့မြင်သေးရလားမြင်ပါဘူးခင်ဗျားတို့ဝါရကဖြန့်ထားတာနန်းတော့ကျယ်တာမှဟုတ်ပဲသဘောကျဒါဖြင့်ဒကာဓမ္မတို့ဒီတရားဟောလိုက်ခင်ဗျာဟောလိုက်ပါဗျာဟောလိုက်လို့ချက်ချင်းအသောကင်းတာကိုဥပါရင်ကောင်းကောင်းကျင့်တတ်ပလားကျင့်တတ်ပါဘူးဖြစ်ပြမြင်လို့ကင်းတာနော်မှန်ပါဗျာဖြစ်ပြမြင်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့သေချာဖြစ်ပြဒုက္ခသစ္စာပဲလို့သိသွားလို့ရှိရင်မဂ္ဂင်7ပါးတခါတည်းဒီနေရာမှာပေါ်တယ်လို့မှတ်လိုက်တာပေါ့မှန်ပါဗျာရှင်းပြီနော်ရှင်းပါပါအသောကင်းမလားရှင်းပါပါကာယတဗေဒာဒါဖြင့်ကာယတခန္ဓာကိုယ်ယခုရှုတဲ့ခန္ဓာကိုယ်ဗေဒာပြည့်တည်ချမ်းမဲ့၌တကယ်သိချင်းသေရသေမှာပဲတဲ့သူသေရသေမှာပဲတဲ့ကာယခန္ဓာကိုဗေဒာပြည့်သောခါကာလ၌ဝါသေသောခါကာလ၌သောထပုဂ္ဂိုလ်သည်သောဝေဒနာပရိညာဒိဋ္ဌဓမေနာသွားကာယဝေဒသင်္ချာနောပိသောဝေဒကုထိုယန္တာပုဂ္ဂိုလ်ဝါထိုသောတပန်တဂရကံအနာဂံပုဂ္ဂိုလ်သည်သောဝေဒကုထိုအနာဂံပုဂ္ဂိုလ်သည်အနာဂံလည်းဖြစ်နိုင်တာပဲယန္တာကောဖြစ်နိုင်တာဓမ္မထောနိဗ္ဗာန်၌တည်ဟောပြီဖြစ်ဟောတရားဓမ္မတခါလေနိဗ္ဗာန်ရောက်သွားတယ်ဒါတွေကခொနဲ့ဒုက္ခတွေချုပ်ပြီးကြတယ်ဒီဘက်နိဗ္ဗာန်မြင်သွားတယ်ရှင်းမလားဒီကအာသောကုဏ္ဏနဲ့ဒီဘက်ကဖြစ်တဲ့ဆုံးဏနဲ့တစ်ချက်တည်းပဲသဘောကျဒါဖြင့်ဘဂုဏတွေကတခါလေသောတာပန်သရဂံအနာဂံကြောက်တခါလေသေဂံနည်းမှာအလုံးလုံးသွားနိုင်တယ်လို့ဥပမှတ်ပြီတော့မှန်ပါပါဒါနဲ့ကျန်နာရနတ်ဖရာရကဲငါလူတော့စိတ်ချပါပြီကွာဝေဒနာကိုဒုက္ခသစ္စာလို့ပိုင်နေသိပေါ့ပဲသူအောက်တန်လာသွားမဲ့တရားတွေကုန်ပါပြီက
အောက်တန်တရားကိုပို့ရတဲ့အာသောတွေတော့ကုန်းမှာပြီးကွာဆိုဘုရားကကျောင်းတော်ပြန်သွားဘုရားကျောင်းတော်ပြန်သွားပြီးရှင်ရဏကတော့ကျမ်းနေကျမ်းနေတော့သူရှိမှာပဲဖက်ကုဏဆိုတဲ့ယန္တေကခေါင်းလေးတောင်မဲ့ဆောင်ပြီးသုတေတိကြတော့သူကကြည့်စက်ခုကြည့်မျက်လုံးကြည့်လိုက်မျက်လုံးကြည့်တယ်လူတွေမျက်လုံးကမတူဘူးနားကြည့်ပြန်တယ်သူကလည်းကြိုးကွေးနေတယ်လို့မဟုတ်ဘူးလူတွေနားနဲ့မတူဘူးနှာခေါင်းကြည့်လိုက်ပြန်လည်းကျွန်းသွားတယ်ပွာလာတယ်ဒီလိုမဟုတ်ဘူးဒီပင်ကိုတိုက်သကုတ္တရကနာစီဝကာယကိုကြည့်လိုက်ပြန်တယ်လည်းပြောနည်းနည်းဟောဖက်ကုဏတဲထူးပါလားသူများလူတွေနဲ့ကိုသူကိုမတူဘူးသူဝိညာဉ်တော့ချုပ်သွားပြီမရှိဘူးတော်တော်စက်ခုမျက်လုံးကြည့်လိုက်လေလူကောင်းတိုက်နားကြည့်လိုက်လေနှာခေါင်းကြည့်လိုက်ကိုကြည့်လိုက်အကုန်လူကောင်းတိုင်းဖြစ်နေတော့ထူးတယ်ဆိုတော့သူထူးတာကြည့်ပြီးရှင်အနန္ဒဘုရားရှိပြေးပြန်တယ်ဘုရားရှိပြေးပြန်တယ်ထူးတာကြည့်ပြီးဘုရားရှိပြေးတော့ဘုရားသခင်ဘုရမကြီးရှိသွားလျှောက်အရှင်ဘုရားဖက်ကုဏတော့ဖြင့်သိပြီဗျာသိပြီမှသူများသိကုန်တယ်လူကောင်းကလည်းတောင်းမဲ့ဆောင်နေဣန္ဒြေသကုတ္တရကနာစီဝကာယတွေကဘာမှမကြိုးဘူးဗျာဘာမှမညှို့ဘူးဗျအလုံးကိုနေရာကျတယ်။ဩကြည်ရဏမင်းကလည်းဘာမှမသိပဲကိုသေကံနေပါကဝေဒနာနုပဒနာဝေဒနာကိုပိုင်ပိုင်နေနေသိလို့အောက်တန္တရာသွားရတဲ့အာသောပုံပြီးသေးတာအနာဂံသေးတာမင်းကမသိပဲကိုဖြေလိုက်ရင်းပြီလားအနာဂံနဲ့သဘောကျလားကြည်စမ်းဒါသေကံနေမှဖြစ်တယ်အနာဂံဆိုတော့ဒကာရမတွေစိတ်ချရင်မဟုတ်လားဗျာသိချပါဗျာနာဂေသတိအနာဂံဒီကာမဘုံတွေပါတယ်ကျတော့ကာမဆက်ဘုံအပေဘုံတို့ရောဒီလူပြေနတ်ပြေတွေလုံးဝမလာတော့ဘူးမှန်ပါဗျာဓမ္မဗျာနေပြီးနိဗ္ဗာန်ကူးတော့မှာရှင်းမလားရှင်းပါဘူးသူဘယ်လိုလုပ်သွားပါတော့ဝေဒနာပိုင်ပိုင်နိုင်နိုင်သိသွားလို့အနိစ္စလို့ပိုင်ပိုင်နိုင်နိုင်သိသွားလို့မှန်ပါပိုင်ပိုင်နိုင်နိုင်အနိစ္စလို့ပိုင်ပိုင်နိုင်နိုင်သိသွားတဲ့အတွက်ဒကာဓမ္မတို့မသေးခင်ပဲအသောခုံတော့သေတော့သူများပုံစံနဲ့တူသေးရဲ့မှန်ပါဗျာအဲ့ဒါဖက်ကုဏအင်္ဂုတ္ထုမှာလာတဲ့ဒကာဓမ္မတို့ဘုရားကိုယ်တော်တိုင်ပြောတာပါပဲနော်အဲ့ဒီဓမ္မဒါလေးအကြောင်းရင်းခံပြီးတော့ဖက်ကုဏတော့ဖြင့်အနာဂံသောတာပန်သရဂံအနာဂံတည်သွားပြီဆိုတော့ဥပအောင်ဘာမှတန်တရားမရှိနေတော့ဗောဗျာမှန်ပါဗျာဒါဖြင့်ငကိုယ်တော့ဘုရားမလာခင်တုန်းကတော့ဘုရားကနာပါလေဗျဝေဒနာရှိတာတိုးနေတယ်ဗျနောက်ကိုမဆုပ်ပါဘူးဗျဆိုတော့ဝေဒနာတုံးခဲကြီးပေါ့ဗျာမှန်ပါဗျာဒါကြတော့ဝေဒနာကိုငါနဲ့ရောနေတာမှန်ပါဗျာသိကြပါလားသိပါပါအခုတော့နောက်ဆုံးမေဘုရားသခင်ကိုရမေကြီးကဟောလိုက်တော့ဝေဒနာကောငါနဲ့မရောရှိပါနဲ့မှန်ပါဒိဋ္ဌိနဲ့မရောခြင်းမိစ္ဆာဒိဋ္ဌိနဲ့မရောခြင်းနဲ့တမာဒိဋ္ဌိနဲ့ကြည့်လိုက်သမ်းပါဆိုတော့ဖြစ်ပြီးပြတ်တာပဲသူမြင်လိုက်တော့မှန်ပါဒါတွေမြင်ပြီးဒါတွေရှုပြီးဒီကလာသိလိုက်တော့ဒကာဓမ္မတို့သုံးဘက်ကိုရတယ်သုံးဘက်သုံးဖို့ရဒါနဲ့ရှင်အနန္ဒသွားလျှောက်တော့ရှင်အနန္ဒထူးတဲ့ကြောင့်ထူးမှာပေါ့ကဘုရားကအနာဂံတည်သွားတယ်လို့ထောက်ခံချက်ပေးလိုက်နော်အဲ့တော့ကွာတဲ့အကြောင်းပြုပြီးဒီကလာမင်းတို့လည်းငါတော့ဖြင့်ဘဂုဏအကြောင်းပြုပြီးအကြောင်းကလည်းပေါ်လာတော့မင်းတို့ငါဆုံးမကြအကွက်ကျုံလာပြီကဲဒိဋ္ဌတ်တွေရောတန်ဃာတွေရောစုကြည်သေနည်းတက်မယ်ဒကာဓမ္မတို့ဘာတက်မှန်းသေနည်းသေနည်းပဲဗျာပါဇက်ဖွင့်လိုက်လို့ရှိရင်သေတယ်လို့ထင်ကြတာပဲသင်ရအောင်မှလားလို့ဆိုအဲ့ဒါကအယူသိသိလိုက်ရင်းပြီဗလားအဲ့ဒီသေနည်းမဟုတ်ပါဘူးတဲ့ဓမ္မတို့သေကံနည်းမှာအနာဂံဖြစ်နိုင်တဲ့နည်းသေကံနည်းမှာယန္တာဖြစ်နိုင်တဲ့နည်းဒါကိုသင်မပြောလားရင်းပြီဗလားသေတာခဲခဲရင်ရေထဲဆန်းလိုက်သေတာပဲဆိုတာမျိုးအောက်မနေနဲ့ဦးကောင်းပြီဒါဖြင့်ဒကာဓမ္မတို့သေနည်းသင်မယ်ဆိုပြီးဘုရားသခင်ကိုရမေကြီးကတန်ဃာရေစုရန်နေခေါ်ပြီးဒီကလာဟောတယ်သေနည်းกว่า6မျိုးရှိတယ်ဒကာဓမ္မတို့သေနည်းဘယ်နှမျိုးလဲ6မျိုး6မျိုးမှာတဲ့ဥဒုဇဉ်အတွက်မှာ3မျိုးအရိယာအထက်အရိယာဒီအနာဂတ်အထက်ကပုဂ္ဂိုလ်များမှာ3မျိုးဒါတော့အနာဂတ်အထက်ပုဂ္ဂိုလ်3မျိုးကိုဥပါဒံဘုန်းကြီးမဟောတော့ပါဘူးဘာမှပူဇော်ရှိတာမဟုတ်ပဲသူတို့ကကိစ္စပြီးပြီးသားတွေဆိုတော့ဘုရားဆိုတော့ကျွမ်းကျင်မရှိဟောရတာပေါ့ဗျာဘုန်းကြီးတို့ကတော့ဥဒုဇဉ်သေနည်း3မျိုးဟောပြဥဒုဇဉ်သေနည်း3မျိုးကဝါတဲ့ဒီတော်အနန္ဒာနဲ့ကွာအာလုံကပိဋကတို့တဲ့ဖက်ကုဏသေတာဟုသေချာချာမင်းတို့လည်းကိုယ်တိုင်မြင်ကြရပြီသွားကြည့်အလောင်းကိုဘယ်မှမချို့ဘူးဆိုတာလည်းသိရပြီအဲ့တော့
ဒီလိုသူကငကိုယ်တော့ကတက္ကရာတိမပြုတ်ဖဲနေနေတယ်ကွာဝေဒနာနဲ့ငါနဲ့ရောနေတယ်ဆိုတော့ဝေဒနာအတ္တတော်သမနုပတတိဆိုတဲ့တက္ကရာတိပြုတ်ပါရလားပြုတ်ပါဘူးဘုရားလာဖြုတ်ပြလိုက်တဲ့အခါကျတော့ကိုတဲ့အတ္တကအနတ္တဖြစ်မသွားဘူးလားဖြစ်ပါပါဖြစ်သွားတဲ့အတွက်တဲ့သူသိနေကမှန်သွားတယ်ဝေဒနာပိုင်းခြားပြီးဒီကလာသူသွားသောကြောင့်သူမသိခင်မှာအာသောသူနဲ့ဆိုင်ရာအောက်အာသောအရာကုန်ကုန်တယ်ကုန်ဘူးလားကုန်ပါဗျာဒိဋ္ဌရမေနာသွားကာယတဗေဒဓမ္မထောတယ်ကာယတခန္ဓာကိုယ်ဗေဒပြည့်စုံပြတ်သောခါနဲ့သောဝေဒကုထိုယန္တပုဂ္ဂိုလ်သည်ထိုအနာဂံပုဂ္ဂိုလ်သည်ဓမ္မထောနိဗ္ဗာန်၌တည်သည်ဟောတည်ဖြစ်နိဗ္ဗာန်ရောက်မယ်လို့ဘာဝင်ရှင်းပါဘယ်လူတိုင်းနဲ့မဆက်ဆံဘူးလားဆက်ဆံဆက်ဆံပါအကုန်ဆက်ဆံတယ်ဒီထဲမှာချွင်းချက်ပေးလို့ဘူးမှမရဘူးရပါမလားရပါဗျာခင်ဗျားတို့ကအသက်တရားရှိရပါလေဆိုတရားသိတော့သေဖို့ပါတာပဲ120ရှိရပါလေဆိုတော့120ပြည့်တော့သေဖို့ပါလာတာပဲဟုတ်ဘူးလားအဲ့ဒါခင်ဗျားတို့တောင်းတဲ့ဆုထဲမှာအသေးမပါတဲ့ဆုရှိရလားရှိပါဗျာဘာဖြစ်ရပါလေဆိုလို့ရှိရင်ဖြင့်အသေးပါမှာကြီးမှဘာမှမဖြစ်ရပါလေဆိုရင်အသေးမပါဘူးရှင်းမလားဘာဖြစ်ရပါလေဆိုရင်သိပါပါကဲခင်ဗျားဘာများဘာဖြစ်ရှင်သေးတော့ဟာခင်ဗျားတို့ကမှပါကုန်တာငါကအတော်ဖြစ်ရှင်တယ်လေငါကအရင်ဖြစ်ရှင်တယ်ဒီသားနဲ့ဒီသမီးနဲ့ဟုတ်လားငှက်ဖြစ်တယ်တော့ဒီကိုင်းနဲ့ဖြစ်ရပါလို့ခင်ဗျားတို့ကငါကဖြစ်ကြည့်ပဲဟုတ်ကလားအဲ့ဒီအဖြစ်တည်းပါလားအသိပါပါဖြစ်တယ်ဖြစ်ကြည့်လို့ရှင်ပြည့်ရှိမှာဟုတ်အဖြစ်တည်းပါလားအသိပါပါအဲ့ဒီအသေးတွေကလည်းခင်ဗျားတို့ကဆုရှိကြီးနဲ့ဘဝတိုင်းကလည်းမှားလာတာတွေကဆိုတော့မှားချက်ကဥအောင်ဘယ်တော့များပြုံးမေးမရနိုင်ဘူးမရနိုင်တာတခါတည်းဖြစ်ရမယ်ဆိုတာဒီမဲ့ရမှာဖြစ်လို့ရမတ်မရရင်တော့မရပါဘူး။ခိုင်းတရားဓမ္မတို့ဘုရားခင်ကိုရမကြီးကကုလူဇင်မှာကွာတဲ့သေကံဤမှအနာဂံဖြစ်ခြင်းလို့ရှိရင်၃မျိုးရှိတယ်ကွာ။ငါဘုရားတရားနာရလို့ခေါင်းကပြောတယ်ဝေဒနာနဲ့ငါနဲ့မရောတဲ့တရားမျိုးကိုနာရလို့ရှိရင်လေဒါသောတာပန်တရားကအနာဂံကြောင့်ဖြစ်နေတယ်။သဘောကျ။သေကံဤမှာဒါဒီလိုမှငါဘုရားလည်းပြိဋိဘံဆံတော်ပြီဆိုတော့ငါဘုရားဤတပိသားဖြစ်တဲ့ပုဂ္ဂိုလ်ကဝေဒနာနဲ့ငါနဲ့မရောတဲ့တရားမျိုးကိုတော့နာကြည့်သဘောကျဒီလိုဆိုလို့ရှိရင်လည်းသေကံဤမှာသောတာပန်တရားကအနာဂံဖြစ်နိုင်တယ်နှမျိုးရှိသွားပြီနော်ဘုရားဟောလို့ဖြစ်စေဘုရားဤတပိသားကဝေဒနာနဲ့ငါနဲ့မရောတဲ့တရားကိုဟောသည်ဖြစ်စေဘယ်နှမျိုးရှိသွားဒီလိုမှဘုရားနဲ့လည်းမကြုံဟောတတ်တဲ့ဆရာသမားနဲ့လည်းမကြုံဘယ်နဲ့မြန်သိရပါမလို့မေးလို့ရှိရင်ဖြင့်ခုလိုနာထားတဲ့တရားကိုဒကာဓမ္မတွေကကိုယ့်အကူနှလုံးသွင်းပြီးဖြစ်ပြရှုသိလိုက်ပါရှင်းမလားရှင်းပါပြီဖြစ်ပြရှုသိလိုက်တော့ဝေဒနာနဲ့ငါနဲ့ရောသေးလားအဲ့ဒီလိုသိသွားလို့ရှိရင်လေသေတာနဲ့သေမှမသေးခင်တခါတည်းအသောကုံနဲ့သောတာပန်တရားအနာဂံဖြစ်ပါတယ်ကွာကိုယ့်အကူရှုသိလိုက်ရတယ်ဘယ်နှချက်ပါလဲဘုရားတရားနာဝေဒနာနဲ့ငါနဲ့မရောတဲ့တရားနာရ၍တော်၎င်းရှင်းမလားရှင်းပါပြီအင်းနာဘုရားဤပိသာလိမ္မာသောတပိသားများနဲ့တက္ကရာတိဖြုတ်အောင်ဟောနိုင်တဲ့ဆရာသမားဘုရားဤပိသားများနဲ့တွေ့လို့အဲ့ဒီတရားကိုနားနေရ၍တော်၎င်းဒီလိုမှဒီလိုနဲ့ဒီပုဂ္ဂိုလ်နှစ်ပါးကိုမတွေ့တော့ဘူးဆိုရင်ကိုယ့်ဟာကိုယ်ရှုပွားပြီးတကလားဒါလည်းဒီလိုနာဘူးတဲ့တရားရှိမှနော်မှန်ပါဗျာဒီဖြုတ်တဲ့တရားနာဘူးမှမှန်ပါဗျာဟိုခொနကပန်းလေးအောင်မပါလားညောင်ရိုးလေးအောင်မပါလားလုံးမနေနဲ့အဲ့ဒါတလောက်မဟုတ်ဘူးရိပ်မိဗလားအဲ့ဒါကတော့ဓာတ်ပြေသူတိလောက်ခက်သူကျေးဇူးများတကယ်လို့စွဲတော့ပေါ့ဒီဟာကတော့ဒီလိုမဟုတ်ဘူးတဲ့ဝေဒနာနိရောဓဖြစ်သောကြောင့်တဏှာနိရောဓဒိဋ္ဌိနိရောဓဝိဇ္ဇာနိရောဓသွားဖြစ်မှန်ပါသဘောကျသူကတော့နိရောဓပဲမလျော့ဘူးလားဒါပြန်ဟိုအရေးကနိရောဓပဲမလဲဘူးတဲ့တရားဓမ္မတို့ကောင်းကောင်းသဘောကျကောင်းပြီဒါဖြင့်သိနိဗ္ဗာန်မျိုးတို့ဘုရားကဟောတဲ့ဝေဒနာနဲ့ငါနဲ့မရောတဲ့တရားကိုနာပြီးကိုယ်ရှိပွားသေးရတော်၎င်းဘုရားဤတပိသားများကဝေဒနာနဲ့ငါနဲ့မရောတဲ့တရားကိုဖြစ်ဖြစ်ရှုတတ်တဲ့တရားကိုနာပြီးကိုယ်ကရှုပွားပြီးသေးရခဲ့တော်၎င်းနှမျိုးနော်တို့ဒီမဟုတ်ဒီနာဟောမဲ့လူဓမ္မနှစ်ပါးစလုံးမရှိဘူးကိုယ်တိုင်ဖြစ်ဖြစ်ရှုပြီးဒီကရဝေဒနာနဲ့ငါနဲ့မရောတဲ့အလုပ်ကိုလုပ်ပြီးသေးရခဲ့တော်၎င်းသောတာပန်တရားကအနာဂံသေးဖက္ကုဏသေးသေးမယ်ဒါ
စိတ်သာချပြီတော့သဘောကျပါတို့ဆရာဘုန်းကြီးကဘာသင်ပါလိမ့်မလို့ဆိုတာရိပ်မိကြဘာသင်တော့ရှင်းမလားကောင်းသောသေနည်းသင်တယ်လို့မှတ်လိုက်ရှင်ဒီပြန်ခင်ဗျားတို့ငကူကသေမဲ့သေနည်းကတော့ဖြင့်သားဆွဲလို့သမီးဆွဲရှိတဲ့ပစ္စည်းလေးဆွဲပြီဟုတ်လားအဲ့ဒီသေနည်းတွေသေမှာဆိုးလို့အဲ့ဒါတွေကတော့သေရင်ပြိတ္တာပဲကြည့်ဥပါဒံကွာသဘောကျဒါကြောင့်ဘုရားခင်ကိုရမကြီးဒီသေနည်း6မျိုးမှာပုထုဇဉ်သေနည်း3မျိုးဟောလိုက်ကျန်တဲ့3မျိုးကတော့အနာဂံတိပိသပုဂ္ဂိုလ်မှာဒီတိုင်းဘုရားတရားအနာရသောကောင်းသူအနာဂံတိပိသသူ့တော့မလိုပါဘူးဗျာဟုတ်ဘူးလားမလို့မဟုတ်ဟောရတဲ့ပုဂ္ဂိုလ်ဘုရားပိသနာရှိတော်၎င်းကိုယ့်အကိုဆင်ញေတော်၎င်းအဲ့ဒီပုဂ္ဂိုလ်ကတော့ယန္တာဖြစ်တယ်သဘောကျကျေနပ်ပလားဒါဖြင့်ဓမ္မတို့တရားနာဖို့ဘုရားကလည်းမရှိတော့ပါဘူးသဘောကျတက်နံပါတ်ကလည်းလော့သွားပြီနှစ်နံပါတ်ဆိုတာကလည်းခင်ဗျားတို့ကဖြတ်ခနဲ့သိရင်သေးတာမျိုးဒီလိုဆရာလျှောက်ရှာလို့တွေ့ရင်မှတွေ့မှာဘူးသေမာကဘယ်သူမှအချိန်သိကြတာမဟုတ်သေမာသာသိတယ်ဒီထဲဓမ္မတွေချိန်သိတယ်ဓမ္မတယောက်မှမပေါ့ပါရဲ့သေမာတော့မသိဘူးလားအချိန်တော့သိရလားအချိန်မှမသိတဲ့ပုဂ္ဂိုလ်ကဟောမပုဂ္ဂိုလ်ရှာမထားပြီဘူးရှာထားနိုင်ပါအချိန်သိရင်တော့ဟုတ်သားပေါ့ခုတော့အချိန်မှမသိတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့ဟောမပုဂ္ဂိုလ်ရှာထားနိုင်မှာအဲ့ဒီတော့ပထမအချက်လည်းကျွတ်တော့မိဖို့မမြင်ဘူးခရရတယ်မရှိဘူးဒုတိယအချက်ကလည်းခင်ဗျားတို့ကအသေးကအချိန်မသိတဲ့အတွက်ဒုတိယပုဂ္ဂိုလ်နဲ့တွေ့ဖို့မမြင်ဘူးရိပ်မိဗလားအဲ့တော့ကိုညာနဲ့ကိုဝေဒနာဖြစ်ပြနေဒါပဲတွေ့ဖို့တခုပဲမြင်တယ်သဘောကျဒါဖြင့်ဓမ္မတို့ဘယ်နည်းအကောင်းဆုံးတုံးဆိုတာကိုယ့်အတွက်မှာဖြင့်ဝေဖန်ပါတော့ဆိုတော့3နည်းအကောင်းဆုံးနံပါတ်3အကောင်းဆုံးဘယ်လိုဆုံးရချာနံပါတ်3အကောင်းဆုံးပဲဆိုတာတော့ခန္ဓာနဲ့ဝေဒနာခန္ဓာနဲ့ညာနဲ့သာတွဲလိုက်ရှင်းမလားရှင်းပါပြီဘာနဲ့ပါတွဲကြဝေဒနာခန္ဓာဖြစ်ပြနေညာမဲ့နဲ့သာတွဲလိုက်တွဲပြီးဒီတိုင်းသာဓမ္မတွေကရှုနေလို့ရှိရင်မသေးခင်ကိုကဝေဒနာနိရောဓတဏှာနိရောဓဖြစ်ဘယ်နဲ့ဆိုကြမလဲဝေဒနာနိရောဓတဏှာနိရောဓဝေဒနာနိရောဓဆိုတာဝေဒနာမှမဟုတ်တော့ဘူးဝေဒနာကဖြစ်ပြဆိုတော့ချုပ်မသွားသေးဘူးလားချုပ်ပါဘူးအဲ့တော့ဝေဒနာကချုပ်သွားတော့ဝေဒနာမှမရှိဘဲနဲ့ဒီအနောက်ကတဏှာပေါ်ခြင်းလို့ပေါ်ပါဘူးဘယ်ပေါ်နေမှဒီမက်ကလည်းဖြတ်ထားဝေဒနာချုပ်ပြက်ကိုရှုထားတော့မက်ကလည်းဖြတ်ပြီးသားဖြစ်ဝေဒနာနိရောဓတဏှာနိရောဓမဖြစ်ဘူးလားဖြစ်ပါဘူးတဏှာနိရောဓဖြစ်တယ်ကဓမ္မတဏှာနိရောဓလဲနိဗ္ဗာန်သူနိဗ္ဗာန်နဲ့သူပေါ့ဗျာသောတာပန်ဒီမှာပြန်သောတာပန်နိဗ္ဗာန်နဲ့ရတယ်ရှင်းမလားကဲဝေဒနာဖြစ်ပြရှုပြီးသေးတော့ဝေဒနာဖြစ်ပြီးပြတ်သွားတယ်ဆိုတော့ဝေဒနာချုပ်သွားတာပဲမဟုတ်လားချုပ်ပါဘူးဒီကဒိဋ္ဌိနိရောဓကောမဖြစ်ဘူးလားဖြစ်ပါဘူးဖြစ်မှာပဲဒီမက်ကဒိဋ္ဌိသာထားပြန်သဘောကျကြဟောတော်တော်ရေးကြည့်လို့ဒီဥစ္စာစူးစင်းနေပြောနေတာကောင်းပြီဒါဖြင့်ဒီဝေဒနာကိုဖြစ်တာနဲ့ပြတ်တာပဲလို့သိနေတဲ့ဒီထက်သမာဓိဝင်လာတော့သမာဓိဆိုတော့ဝိဇ္ဇာမလားဝိဇ္ဇာဒီထက်ဝင်နေတဲ့နောက်ကအဝိဇ္ဇာကလာခြင်းလို့မလာနိုင်တော့သမာဓိဝိဇ္ဇာကလည်းအဝိဇ္ဇာတတ်ထားတယ်သဘောကျကမိစ္ဆာဒိဋ္ဌိလည်းတတ်ထားတယ်တဏှာလည်းတတ်ထားတယ်ဆိုတော့ဩဒါဖြင့်ဓမ္မတို့ပရိစ္ဆေသမုပ္ပါအောက်တတရာသွားမယ်ပရိစ္ဆေသမုပ္ပါကအကုန်ပြဘယ်လိုဆိုကြအောက်တတရာအောက်တန္တရာသွားမယ်ပရိစ္ဆေသမုပ္ပါကအကုန်ပြသည်ဖြစ်လေသောကြောင့်တဲ့ဒီပုဂ္ဂိုလ်ဟာအနာဂံတည်သွားတယ်တဲ့အထက်သာသွားတော့တယ်တပည့်ကြအထက်သာသွားတယ်ဆိုတာကောင်းကောင်းသိကြပါလားသိကြပါဘူးအဲ့တော့တစ်ကိုလည်းခမရတော့မမျှော်လင့်နဲ့ဘုရားပြိဋိဘံဆံသွားပြီနှစ်ကိုလည်းမမျှော်လင့်နဲ့ဘာကြောင့်လို့ခမရတော့သိချင်မသိလို့တပည့်ကြတစ်ပါလို့မမျှော်ရတာဘုရားမရှိလို့ဘုရားကဟောခဲ့ဒီကနေ့လာဟောခဲ့လို့ကိုကနှောင်းခွင့်ရင်လည်းဒါအနာဂံတည်နိုင်ပါလေလို့ဟောတာကိုအဲ့တော့အဲ့ဒီတင်းနံပါတ်ကလည်းမျှော်လင့်ချက်ကုန်ပါပြီနှစ်နံပါတ်ကလည်းဘယ်လိုစဉ်းစားကြမလဲကိုမဲ့ဒီမဲ့အချိန်ကိုမှမသိဘဲနဲ့ဥစ္စာပဲတရားဓမ္မတွေကဟာတို့ဖြင့်တို့ခွန်ကြီးပင့်ထားမယ်တို့ဆရာပင့်ထားမယ်ဆိုလို့ရှိရင်သိရင်တော့ဟုတ်သားပေါ့ဘယ်သူမှသိတာမဟုတ်ဘူးသဘောကျအဲ့တော့ကိုတဲ့နှစ်နံပါတ်လည်းခင်ဗျားတို့အာမကုန်နဲ့တော့မပါဘူးကိုလိုကတဲ့ပါတဲ့ပါဘာကြောင့်မတဲ့လဲ
သေခြင်းသိတဲ့ပုဂ္ဂိုလ်ဒီထဲမရူပါကြဟိုသေခြင်းသာသိလို့ရှိရင်ခမရတဲ့ရှိတဲ့လက်ဝက်လက်စားတွေတဖျားတောင်ချက်ချင်းတည်းသေခြင်းသိမယ်ဆိုလို့ရှိရင်ဘုရုဘဝမထားဘူးယုံစားလို့တော့မပေးတော့ဘူးမလားဘူးလားအဲ့ဒါမသိတာနဲ့တော်ရနဲ့သိနိုင်သေးမှမဟုတ်တော်ရနဲ့သိနိုင်သေးတယ်တော်ရကြခေါင်းနဲ့ရောက်တော့တော်ရနဲ့မသိနိုင်သေးဘူးလေကြာအဲ့ဒီလိုဖြစ်နေတာဓမ္မတွေကရိပ်မိဗလားခင်ဗျားတို့ကသတ္တရဒိဋ္ဌိကသိများတာခိုင်လေဥမဲ့မြဲလေဥမဲ့ဆိုတော့ဥပအောင်မြည်ဘူးလားမြည်ပါဗျာအဲ့ဒါကိုယ်အချိန်ကကိုသိရလားသိပါပါဘယ်မသိတော့ဒုတိယချက်လည်းအာကိုလို့တော်ပါတော်ပါဗျာဒါဖြင့်ဘာအာကိုကြသုံးနံပါတ်ကတော့မိမိတဏ္ဍာရှိတဲ့ဝေဒနာကိုမိမိညာနဲ့သာဖြစ်ဖြစ်ရှုမှန်ပါဗျာမိမိတဏ္ဍာဖြစ်တဲ့ဝေဒနာကိုမိမိညာနဲ့ဖြစ်ဖြစ်ရှုပြီးသိလိုက်ပါတဲ့ဘယ်ကြောင့်ဖြစ်နိုင်တယ်တော့သောတာပန်လည်းဖြစ်နိုင်တယ်သရဂံလည်းဖြစ်နိုင်တယ်အလွန်ဆုံးအနာဂံဖြစ်နိုင်တယ်ဒါဘုဒ္ဓရင်သိရင်ပေါ့ဗျာအနာဂံသိလို့ရှိရင်ယန္တာဖြစ်နိုင်တယ်ဒီသုံးချက်နဲ့ကြုံလို့ရှိရင်အဲ့ဒါအင်္ဂုတ္တပြင်စင်ကနေကအင်္ဂုတ္တမှာသေသေးချာချာဖရာကိုယ်တော်ရင်ဖက္ကုဏအကြောင်းပြုပြီးရှင်ရဏမသေးရမှစိုးတော့กว่าဆိုပြီးသေချာဟောတာပဲဆိုတော့ဓမ္မတို့အမှန်ဘုဒ္ဓံတဲ့အိဗေဟာရှင်းတော့ပါဗျာကောင်းပြီမသေးခင်ကအာသွားကုန်တယ်မှန်ပါမသေးခင်ကမဲ့ဝင်ထားတဲ့တွေ့ဥပါဒံဘာကုန်နေအာသွားကုန်အောက်တန်တရာသွားမှအာသွားတွေဘယ်နဲ့နေတော့ဟောတာဖြင့်တို့ဒီကားလို့ရှိရင်ငါသေပဲမြတ်ရောက်မှာတော့လို့ဘာမှတွေးမနေနဲ့တဲ့အောက်တန်တရာသွားတဲ့အာသွားကုန်ရင်အောက်တန်တရာမရောက်တာပဲမှန်ပါဗျာရှင်းမလားရှင်းပါပြီဒါဖြင့်အောက်တန်တရာဤပရိစ္ဆေသမုပ္ပါအနာကအကြောင်းတွေကိုဒကာတက်တို့ကိုမြတ်ရှိတို့မက်ကဖြတ်ချင်မှန်ပါဗျာဖြတ်ဘူးလားဖြတ်ပါဗျာအနာကအကြောင်းဘူးလေမှန်ပါဗျာရှုနေတဲ့ပုဂ္ဂိုလ်မှာအနာကအကြောင်းပဲနေတော့ပြတ်နေတာပဲအဲဒီပြတ်နေတဲ့ပုဂ္ဂိုလ်ဆိုတော့ဘာဘူးရရှိသေးတယ်မရှိပါဘူးကောင်းပြီဒါဖြင့်ဒကာဓမ္မတို့အမတန်နေရကြတယ်သိချင်းကောင်းတယ်မှန်ပါဗျာဘာကြတချို့ကြတယ်လေသားလေးခေါ်ပေးပါဦးပစ္စည်းလေးအစရှိတော့သုံးပုံပြီးဒီကလာအန္တရာယ်အကျုပ်ကတချို့ဖို့ကျန်တာကတော့ဘယ်လိုယူကြအဲ့ဒါလည်းမကောင်းသေးဘူးမှန်ပါဗျာတို့ကလည်းခင်ဗျားတို့ကတော့သတိရရှာတယ်သတိရရှာတယ်မျိုးလုံးသုံးနေတာဗျသတိတာရတာတို့ကဟိုနှစ်ပုံကဘာတုံးဆိုဟိုကသားဖို့ဒါခင်မွန်းဖို့ဒီပုံကသူ့သေးတဲ့ခါမှာလှလှပပချဖို့ဒီလေးပဲသာရှိတယ်သူကညံကိုမပါဘူးဟိုကမ္မတက္ကတနဲ့တည်သွားတယ်ကမ္မတက္ကတရဲ့သားခင်တဲ့တဏှာရဲ့အဲ့တော့ကိုဒကာဓမ္မတို့နန်းတော်အိမ်တော်ဆင်ပြီးတော့ဖြစ်အောင်ပဲရှိမှာမဖြစ်ပဲဘူးလားနန်းတော်အိမ်တော်မှာဆင်ပြီးတော့ဖြစ်ရတယ်ဆိုတော့တော်သေးတာကိုတော်တယ်ဆင်ရင်နဲ့ဆိုင်ဟုတ်ဘူးလားအဲ့ဒါဆင်ပြီးတော့ကတိလိစ္ဆာနန်းတော်အိမ်တော်မှာဖြစ်ရတာကခုနကဒါကျုပ်တည်တဲ့အခါကျတော့ရှင်မตาချဖို့ဆိုတဲ့ကုသိုလ်လေးကတဝက်သွားရှုပြီးနန်းတော်သွားရှုပြီးသားတဲ့သမီးတဲ့ခန္ဓာကဆင်ပြီးတော့သွားဖြစ်ရင်းပြီလားဒါဖြင့်နန်းတော်အိမ်တော်ဆင်ပြီးတော့ဖြစ်တဲ့အသေးမျိုးတော့မကောင်းပါဘူးကောင်းပါမလားရှင်းကောင်းပါလေရှင်းကောင်းပါလေဓမ္မတွေဘုရုဆင်ပြီးတော့ဖြစ်ရတာဖြစ်သူကြောပေါ်တော့တင်အသိခံရမှာပဲဟုတ်ဘူးလားအဲ့ဒါဆင်ပြီးတော့နဲ့ဥပကျေနပ်ပလားကျေနပ်ပါဘူးမကျေနပ်ဘူးတော်သေးတာပေါ့ဗျာဖြစ်ချင်းဖြစ်အဲ့ဒါဖြစ်ရတော်သေးရဲ့ဆိုရင်တော့ခင်ဗျားတို့ခက်ကောဒါပြန်ဓမ္မတို့သင်္နိဗ္ဗာန်မျိုးပါလေဘုရားတရားနာပြီးကိုယ်တိုင်ဘဝသိရခဲ့တော့လေဒကာဓမ္မတို့သောတာပန်သရကအနာဂံဖြစ်နေဘုရားဣတိပိတာကတက္ကရာဖြုတ်တတ်တဲ့ဘုရားဣတိပိတာတရားကိုနာ၍ကိုယ်တိုင်ပွားများသိခဲ့ရတော့လေသောတာပန်သရကအနာဂံဖြစ်နေပါလေရှင်းမလားရှင်းပါပြီဟာဒီလိုမှမဟုတ်တော့ဘူးဆိုလို့ရှိရင်ကိုနာထားတဲ့ဝေဒနာရှုပြီးသိကြလို့ဆရာသမားကမှားထားတယ်အဲ့ဒီမှားထားတာလေးကိုခင်ဗျားတို့ရှုပွားပြီးဒီကလာသိကြလို့ရှိရင်လေတဲ့သောတာပန်သရကအနာဂံဖြစ်နိုင်တယ်ဆိုပြီးသုံးပြီးဟောတယ်ဆက်ကနိဗ္ဗာန်အင်္ဂုတ္တပုရုဇဉ်အတွက်3မျိုးအနာဂံအတွက်က3မျိုးပေါင်းလိုက်တော့6မျိုးသို့တော့အနာဂံအတွက်ဥပအောင်တို့ကကျွတ်တွင်ဘာမှမဆိုင်ဘူးဘာမှမဆိုင်တဲ့အတွက်ကျွတ်တာကိုလေးစားကြရလဲဘာလို့သေးတော့မလို့ပါဘူးအဲ့ဒါဓမ္မတို့ဒီသေနည်း3မျိုးသည်အမတန်ရေးကြည့်တယ်လို့ဆိုပြီးဘုရားခင်ကိုရမကြီးကသုတ်ကဖွင့်ဟောတာလို့မှတ်ပါအရေးမကြီးတာကိုမပြုံးတော့မပြုံးဘူးလို့ခဏခဏပြောဘူးလားအရေးမကြီးတဲ့အလုပ်ဆိုလို့ရှိရင်ဘုရားကအတန်ထွက်ရမှာဝေးလို့ပြုံးယုံတော့မပြုံးဘူးပြုံးလာလို့ရှိတာတောင်မှကဲတင်မျက်လုံးမှာထုတ်ဖို့ပြောလို့ရှိရင်ဖြင့်
အထောက်မြောင်နိုင်တဲ့အလုံးကိုထုတ်ပြောပြောတာလို့မှားဒါဖြင့်ဓမ္မတို့နေရကြဗလားတဲ့ကောင်းကောင်းသိရပလားကောင်းကောင်းသိရပါအဲ့တော့ကိုစုလုံးပြည့်ထားကြရေးကနေပြီးတဲ့ကာလနောက်ထပ်အသေးတွေတောင်းထားတာကလည်းခင်ဗျားတို့ကဒုနေသေးနောက်ထပ်အသေးတောင်းထားတာကဒီသားဒီမိဒီမိဒီမြနဲ့နိဗ္ဗာန်မမီစัจ जा ဆိုတဲ့ဥစ္စာကနိဗ္ဗာန်ကလည်းဘယ်နေမှမသိဘူးသဘောကျလားနိဗ္ဗာန်ကလည်းဘယ်နေမှမသိဘူးနိဗ္ဗာန်လည်းသူမသိဘဲနဲ့ဒီစัจ जा ကိုပြောထားတဲ့ဥစ္စာကဒါမရှိတဲ့နေရာအကျယ်သေးဟာသူ့ဟာကြီးပဲဖြစ်ဟုတ်ဘူးလားနိဗ္ဗာန်လည်းသူမြင်ရမမြင်ရသေးတော့ဘူးတရားတော်ကနိဗ္ဗာန်မမီစัจ जा ဒီသားဒီမိနဲ့ဆိုတဲ့ခင်ဗျားတို့ဤတဏှာဤခိုင်းစေတိုင်းလှုပ်ထားတဲ့ဝိဇိကံတဏှာခိုင်းစေတိုင်းလှုပ်ထားတဲ့ဝိဇိကံတဏှာကဒီသားဒီသမီးလေးတွေဟာနဲ့အနံကျေးဇူးများတယ်နင်းနဲ့ပါရမီဖြည့်ပဲ့ဒီဟာတဏှာဝင်ဟောတာရင်းနေလားတဏှာပဲလို့ဟောတော့ဒီသားဒီသမီးလေးတွေနဲ့ရင်သွေးလေးတွေနဲ့ပါရမီဖြည့်ပဲ့ကလေးတွေနဲ့ဥဇာမင်းစာလေးတွေနဲ့ဆေးပမိလေးတွေတဏှာသိဟောတာဟုတ်ဘူးလားအဲ့ဒီဟောတဲ့အခါကျတော့ဒီကဒိဋ္ဌိဓမ္မကလည်းဩဒါကြောင့်ငါမခင်တော်ပါမလားဒိဋ္ဌိဓမ္မကမလာဘူးလားလားရိမ့်မိဗလားအဲ့တော့တဏှာရဲ့ရှိကတရားဟောကောင်းတော့ဒီဒိဋ္ဌိကနောက်ကလိုက်ခွေရရှင်းသင်းဖြစ်နေတယ်ငါဒီတယောက်တည်းရှိတာဒီတယောက်ကလေးပဲမှမလိမ္မာလို့တတိယရင်သွားခဲ့တော့မခက်ဘူးလားဆိုပြီးဒိဋ္ဌိကလည်းဥပအောင်တခါလာတော့မလာဘူးလားအဲ့တော့ဒိဋ္ဌိတဏှာတွေဒီကားလဲဆိုလို့ရှိရင်ဘုန်းကြီးတို့တဲ့အပြောဟောတန်တယ်လို့အောက်မိပါဒီလားဘုန်းကြီးတို့တော့ပြောတန်တယ်ဆိုတော့ဘုန်းကြီးကတနေ့မှတဏှာကြီးပြောတာသူကအချိန်နဲ့သမန်းစားပြန်လဲဒီကလေးနဲ့ဒီခမွန်းနဲ့လည်းပဲတော့ပြန်တော့ဒီဒီဝရှာနေပြန်တော့ဘုသူ့ဘုသူတို့ဘုဘောကျွတ်တော့ကြီးပါပြီဒီတိုင်းမှမလာဘူးလားသူတို့နဲ့ခွဲနေတဲ့အချိန်ကိုပါသေးလားအဲ့တော့ဓမ္မတို့ဒီတဏှာလေးနဲ့ခွဲနေတဲ့အချိန်မပါဘူးဆိုတာသိကြပါလားသိကြပါဘူးအဲ့တော့သူတို့ကအတွင်းသူအတွင်းသားဖြစ်နေခင်ဗျားတို့ကိုဖြားရောက်နေတာဘုန်းကြီးတို့ကပြင်ဘက်ကနေပြီးကြလားဝလုံးချင်နေရမ်းနေတာရှင်းပြီလားသူတို့ကဘယ်လိုနေတော့သူတို့ကအတွင်းသူအတွင်းသားဗျအဲ့တော့ဟိုးအတွင်းနဲ့ပြင်ဆိုလို့ရှိရင်တော့ဖြင့်ကြည်ချင်းကြီးလိုက်နာရင်လိုက်နာအတွင်းလူလိုက်နာမှမတတ်နိုင်ဘူးပေါ်ပြီတော့တည်းရပါရင်းနေလားဒါဖြင့်ခင်ဗျားတို့ဒီအတွင်းလူကိုဘုရားခင်ကိုရမေကြီးကလည်းသူသားယောက်ျားနှိမ့်ဆက်သမားလို့ဆိုတာသေချာမဟုတ်ဘူးလားဟုတ်ပါဘူးအဲ့ဒီကဲတော့ဟောတာပါတဲ့နဲ့ခင်ဗျားတို့ကလည်းသူတို့ကြောင့်တန်ត្រာရှည်တယ်ဆိုတာလည်းဒီမှာမပြတ်လို့ရှိရင်ရှည်နေတာဘုန်းကြီးသေချာပေါ်ပြောတယ်ပြောဘူးလားဗျဒီမဲ့ကမဝင်သူတို့ကြောင့်ရှည်တာမဟုတ်လားဟောဒီဒါနာလေးလို့ဒါနာကဘာမှတန်ត្រာမရှိဘူးဟောဒီဒါနာဆူတောင်းကြီးကဆူတောင်းတဏှာအနေရှည်ချိုက်တယ်ဒါနာလူတော်ကတော့နိဗ္ဗာန်ပြေလျှောဟောတူမလာဘူးလားအဲနိဗ္ဗာန်များမိစားချက်ထက်လိုက်ဦးမှာဒီကနေတဏှာရှည်ဖိုက်တာနဲ့သဘောကျတဏှာရှည်ပြလိုက်ကဲနိဗ္ဗာန်ဝင်လို့ချင်းရတော်ရရလို့လူပဲသူခင်မနဲ့နိဗ္ဗာန်မဝင်မယ်ဆိုပြီးဒီကလာဆုရှိကြီးတောင်းထားလိုက်သူတယောက်ခါထုတ်လို့ရှင်ဘုန်းကြီးခဏခဏပြောတယ်တသိန်းချင်းနဲ့ကဘာသိန်းရတော်ရရဆုပြည့်ဟိုမောင်တော်နဲ့မခွဲကျင်တာနဲ့၄သိန်းချင်းကဘာသိန်းဆောင်ဘယ်တော့နာသွားလဲသူ့ဟာသူအားထုတ်ရင်မောင်တော်နဲ့မှအတူတူနိဗ္ဗာန်ဝင်မယ်လို့ကဲမနာဘူးလားတရားဓမ္မတွေဒီလိုများနာကျင်သေးလားဟာခင်ဗျားတို့ကသမနာကျုံပြောတယ်ဒီသားဒီသမီးကြတော့ဒီတိုင်းခံနေရတဲ့အတိတ်ပဲမရောက်မရောက်ဘူးလားအဲ့ဒါကြီးအကုန်ဖြစ်ပါဒီပြင်မက်ကပြောတာကိုအမှန်ယူတပည့်ကြကိုအတွင်းကပြောတာကတော့အမှန်မယူနဲ့အမှန်မယူနဲ့ကိုသားကိုသမီးကိုကြည့်ပါကိုမျက်လုံးနဲ့ကြည့်ရင်ကိုသားကိုသမီးကဘလောက်ရုပ်ဆူဆူချောနေဘေးကနေကြည့်တာကိုပြောအဲ့ဒါကိုခင်ဗျားတို့ကြည့်ရုံရိမ့်မိမလားကိုယ့်ကိုကြည့်ရင်တဏှာမျိုးလုံးဒိဋ္ဌိမျိုးလုံးနဲ့ကြည့်နေတာအဲ့တော့ကိုသားကိုသမီးကဘလောက်ပဲအယုတ်ဆိုးနေပဲနဲ့နေတယ်ချောနေတာပဲလှနေတာပဲလိမ္မာနေတာပဲညိုပင်ညိုညတဲ့ညိုချောလာသေးတာပဲသူကဆိုးပင်ဆိုးညတယ်ကောင်းတဲ့နေရာကွက်ပါသေးတယ်မလာဘူးလားအကုန်ကိုသူကတဏှာဒိဋ္ဌိကပြင်ပြီးသွားရတာပဲရိမ့်မိမလားဆိုးတော့ဆိုးတယ်ဆိုးမယ်ကောင်းတဲ့နေရာလေးရှိသေးတယ်လာသေးတာဗျတဏှာဒိဋ္ဌိကရုပ်စာကွက်ပြီးထုတ်တာပဲမထုတ်ဘူးလားအဲ့တော့သူကိုတွင်းကပြောတာတလုံးမှမှန်ဘူးဘေးကအရက်ကပြောတာကကြည်အရက်ကလူသုံးယောက်ပေါင်းပြီးကိုသားသမီးကြည့်ပဲကြည်
အဲ့ဒီပြောတာကိုအမှန်ထားမျက်မှောက်လို့ရှိရင်ရံဖြစ်မဲ့ကြီးစိတ်ကူဟုတ်လားသူသားလေးရုပ်ဆိုးပါတယ်ဆိုတော့သူသားမှဆိုရမလားဆိုရံဖြစ်မှာပဲဟိုကြည့်ထားတာကတော့ကိုယ်ကတဏှာနှလုံးနဲ့ကြည့်ထားတာဒိဋ္ဌိနှလုံးနဲ့ကြည့်ထားတာကိုယ်နှလုံးကမျက်လုံးမှားကြီးအရာပြောတာကမမှန်ဘူးလားကိုယ်နှလုံးကမှန်ရလားမမှန်မှကျင်နိုင်ကြလားမကျင်နိုင်ရံဖြစ်ုံမရှိတယ်သဘောကျလွဲတာတော့ဘယ်လိုလွဲတာလဲကိုယ်ကလွဲတယ်အဲ့ဒါကြောင့်တဏှာဒိဋ္ဌိပြောတဲ့စကားကိုဒကာဓမ္မတွေမယုံနဲ့တဏှာဒိဋ္ဌိသူတို့ဝင်လာလို့ရှိရင်အောက်တန်တရာမတော်ဘူးလားသွားတဏှာဥပါဒံကံဒိဋ္ဌိဥပါဒံကံဘယ်သွားတော့ဒါပြန်သူပြောတာယုံအောက်တန်တရာသွားမှာပေါ့ပဲမမှန်လို့သွားရတာပေါ့မှန်ရင်မသွားရဘူးဆိုတော့ဒီမှာပရိစ္ဆေသမုပ္ပါကသေချာရှင်းလင်းပြနေတော့ဒကာဓမ္မတွေဘေးကဆရာဘုန်းကြီးများပြောတာဘုရားဟောတာကိုမှန်ထားကိုယ်ဝန်ထဲကအတွေးလုံးအစဖူးပြီးအကုန်အလွဲကြီးမှာရှင်းမလားဒါရင်သေတတ်ပလားဘယ်နည်းသေးရမှာသုံးနည်းမှာလည်းဘယ်ဟာကကိုယ်ပိုင်လုပ်ဖို့တင်သုံးနံပါတ်တစ်နံပါတ်လည်းလျှော်လိုက်တို့ဘုရားနဲ့မတွေ့တော့နှစ်နံပါတ်လည်းသေချိန်မသိလို့ပယ်လိုက်သုံးနံပါတ်ပဲနှလုံးသွင်းကြရှင်းမလားကဲယနေ့ဒီရင်တော့ပါ